အခမ်းအနားစီစဉ်နေဩဃာတကတော်ကျိုးဖြင့်ဆရာတော်ထံမှငါးပါးသီလခံယူခြင်း
ကျေညာရှင်တို့ဖြစ်ပါသည်ဆရာတော်အရှင်မြတ်ဖေဟာတို့ဖြစ်ပါ၍တပည့်တော်ရိုသေစွာရှောက်တာအပ်ပါသည်ဆရာတော်အရှင်မြတ်ဖေဟာအခမ်းအနားစီစဉ်တဲ့အရာနမောတတသုံးကယ်ရွတ်ဆိုပူဇော်ကာအခမ်းအနားကိုစတင်ပြုလုပ်ပေးတော်မူပါယံတပည့်တော်ခြေတော်ဆုံးဥခိုက်၍ရိုသေစွာရှောက်တာအပ်ပါသည်ဆရာတော်အရှင်မြတ်ဖေဟာတရားလူကရဲ့ကြောင်းရောက်တော်မူလာကြကုန်သောဓမ္မမိတ်ဆွေတော်ကောင်းပေါင်းတို့ရှင်သီလတော်တမာတိတော်ပညာတော်ဖြင့်ပြည့်စုံတော်မူသောဆရာတော်အရှင်မြတ်ထံမှနာမသီလခေယူဆောက်ပြီးမှဖြစ်ပါ၍ဖရာတရားတန်ခါမိဘဆရာသမားတို့ကိုအာယုံပြု၍ဩဃာတအစရှိသောအနန္တနာပါကြောကျိုးဖြင့်ရှိခိုးပူဇော်ကြပါစေ။
Dutiyampi Gautama Saranang Kesami Dutiyampi Dhammam Saranang Kesami Dutiyampi Sangham Saranang Kesami Dutiyampi Gautama Saranang Kesami Dutiyampi Dhammam Saranang Kesami Dutiyampi Satiyampi Gautama Saranang Kesami Tatiyampi Dhammam Saranang Kesami Tatiyampi Sangham Saranang Kesami Tatiyampi Gautama Saranang Kesami Nyaprayaku Athaku Inyoku Webariya Nyaprayaku Athaku Inyoku Webariya Natsangaku Athaku Inyoku Webariya Kamanang Maribongan Panadi Bata Wirami Dekapkan Kamadiyami Tupe Siwa Nakaba Teikha Sauteni Adaina Dhamma Wirami Dekapkan Kamadiyami Dunya Osan Nakova Teikha Sauteni Lami Tupe Sasara Wirami Dekapkan Kamadiyami Dhamma-gomnya Natyema Teikha Sauteni Mudawada Wirami Dekapkan Kamadiyami Mudazaka Nagyonya Teikha Sauteni Tughami Raya Nisa Pamakatana Wirami Dekapkan Kamadiyami Yatisa Natawa Teikha Sauteni Idami Baunya Nahodaya Wahangotu Idami Baunya Nekanata Iseyo Wadu Sukarni Nabai Madisa Dhamma Dugang Katwa Atpamadina Tampadita Khana Sisaya Dhammacakka Apema Siyaro Thanduတရားတောင်းခံပေးပါရင်ပန်ကြားအပ်ပါလို့ရှင် Bhagwan Sinawavita Bhataya Jayavariya Imeloka Mubhagati Teno Viviru Mohiya Vavita Sagaya Pyavado Namaso
ယံတကိတော်မူသည်ဖြစ်၍ကာယဝရိယဆိုရေးစိတ်ဤအရှိဆုံးဆုံးအကာကိုဖဲတိဗေဒာလာတိသဘာဝတိနိတာရရှိပေသာသောပါလာယမယောလို့မနေလို့အစိုးတစ်ပတ်လို့စင်ရဲဖို့ဆိုနေအတိညာပေးဟောပေါ်မြင့်မြတ်သောဘုရားတော်ဖလားတော်တို့ဖြင့်ဤကံတော်ကံမြမတဲ့လူကဘာသူကဘာသာအတန်သာမချေရရှိမြတ်ဒီဒီတတလောကကြီးကိုဥပါဒာတိသဘောင်းရာခိကေတာတွေဆိုရဲဘုရားမကေတိတကယ်မြည်သည့်ပုဂ္ဂိုလ်ဖြစ်ရောက်ပါစေမလိုတဲ့အကျိုးပြုတော်နိုင်ခဲ့ပေမည်ဗျာဗန္နေရှင်လူလောကသဘောကျအောင်ဟောပြကုန်တယ်ဆရာတော်ရှင်သူမြတ်ဗျာဘဝရှင်လူလောကသဘောကျအောင်ဟောပြတော်မူစိတ်ပါ၏ရဲ့ဉာဏ်စီရဲ့သာကရုဏာချေတာကျေးဇူးတော်ရှင်ဆရာတော်ရှင်မြတ်ဗျာကြီးနောမကံရှင်မြတ်မြတ်မောင်လာရောက်လာကြဒီရောမတို့ဤမောတိယလောဘဒေါသမောဟဟုကွာဩနာလေးကိုတွင်မှာလူကင်းကိုရန်လို့ကတန်တမန်ဘယောလို့မပြေလို့အစိုးတစ်ပတ်လို့စင်ရဲဖို့ဆုံးနေလေအတိညာမေဟောပေါ်မြင့်မြတ်သောဘုရားဒေသနာတော်ကိုနောမကံဝါဒနာပါဠိရမကဘေနာဝေနေရစေဘုရားရမြောဘုရားဒီတော်ဒီတော်မတို့အားဒေဒေတော်ကရုဏာရှိတာပြာဖြင့်စကားချိုးမြတ်လို့ရအောင်သုညစကားတရားဖြစ်စေမြစ်ရွှေမြတ်ဖောဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်ခင်ရှင်ဘုရားမြတ်ကြီးဗျာသာဓုသာဓုသာဓု သတ္တနာတော်သတိရဲ့2568ခုနှစ်ဝဇ္ဇတတိ1386ခုနှစ်ဓမ္မယောဂီအသင်းနဲ့မြတ်တေကစုပေါင်းစီရင်ခြင်းပဲအထောပထမကျင်းညဒုတိယဘုပထမညပထမညတရားပြင်ပါဘုန်းကြီးဟောကြားပြီးမြဲတရားကနာမယုတရားနာမည်ကပါတယ်နာမယုဒီတရားတော်ကိုဘုန်းကြီးကိုကြိုက်တဲ့နာမည်ပေးလိုက်တာဆိုတော့မဟုတ်ပါဘူးအတောပပါရတောသတ်တုတ်တန်ကိုနေညံတော်ပြီးတဲ့ကနာမည်လေးပါဒီနာမည်ကိုမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ပေးခဲ့တာပါအဲတော့အလုံးစုံသူတော်ကောင်းများကျမ်းနာမှတ်သားဖို့ရအောင်ကျမ်းနာပြီးလို့ရှိရင်လည်းနောက်ထပ်တစ်ဖန်ပြန်ကြားရအောင်နာဘုထမနာခံကြရဆိုတော့
အေးငါပြီးတဲ့တရားတွေလည်းပဲနောက်တစ်ပတ်ပြန်ပြီးတော့ကျမ်းမာရကြဆိုတာဘာအတွက်လဲဆိုတော့မှတ်သားမိဖို့ပြီးတော့ဒီနေ့ဘုန်းကြီးဟောကြားတဲ့တရားကငါမလို့ဘူးတဲ့တရားပဲရှိပြီးတော့သုံးခါရှိလို့မြတ်ဘုရားကိုတရားတရားကရင်းနာသုံးပါจิตကိုပူဇော်တော်ကြရအောင်ဘုဒ္ဓလောကီသမုပ္ပန္နောဟိတာယပပပါဠိနံဓမ္မောလောကီသမုပ္ပန္နောအတ္ထာယပပပါဠိနံသံဃောလောကီသမုပ္ပန္နောဩညတိတအနုတ္တရပပပါဠိနံလုံးစုံများစွာသောဝါတို့၏ဣတာယအကျိုးဣတာယအစီအဝါအလုံးငါဘုဒ္ဓသောလကသုသာခြင်းတော်မြတ်ဗျာတိလောကီလောကဘုံဝိ၌သမုပ္ပန္နောပွေထုံပေါ်ပေါက်တော်မူပေ၏သဗ္ဗဗန္ဒီနံလုံးစုံများစွာသောဝါတို့၏အတ္ထာယအကျိုးအစီအဝါအလုံးငါဓမ္မောတရားယင်နာတိသမုပ္ပန္နောပွေထုံပေါ်ပေါက်တော်မူပေ၏သဗ္ဗဗန္ဒီနံလုံးစုံများစွာသောဝါတို့၏ပုံညခိတံကုသိုလ်ကောင်းမှုမျိုးစုစပြုကြကြရန်တရားမြေကောင်းမှုမှာပြုသောသံဃောသံဃာတော်သည်သမုပ္ပန္နောကောင်းစွာမပူတိပွေခြင်းတော်မူပေပါ၏တေတို့ဘုရားတရားကံကယနာသုံးပါးဘုံတော်ကြီးစီတော်ကိုမယံဘုရားကြီးတော်တို့သည်နမောနမမိယောတိဉာဏ်တို့လက်ဆောင်မူ၏ရှိခိုးတော်တတ်ပါ၏မြတ်စွာဘုရားရှင်းလိုက်တဲ့ဆန္ဒမရှိပါဘူးဒီကနေ့ဘုန်းကြီးတို့မြတ်စွာဘုရားအကောတပါရဂါသတုတ္တကိုဟောကြားတာကိုဉာဏ်ပြီးတော့ဘုန်းကြီးဟောကြားပေးမှဖြစ်ပါရဲ့ဒီတရားဒေသနာတော်ကိုဘုန်းကြီးတို့မြတ်စွာဘုရားဝေလူမောကျောင်းတော်မှာဒီနေ့လုံးစင်ခါတုံးကအကောတပါရဂါသညီကိုပုံနာဒီခုကိုအကြောင်းပြုပြီးတော့ဟောကြားကြရဖြစ်ပါရဲ့အကောတပါရဂါသရဲ့အကိုကြီးပုံနာကြီးမှာတဏှိဇနာတဏှိဇနီဆိုတဲ့ပုံလေးမှရှိတယ်။အဲတဏှိဇနီဆိုတဲ့ပုံလေးမှခြေစတာပဲဖြစ်ဖြစ်တခုခုချုပ်ကျင်းသွားတယ်ပဲဖြစ်ဖြစ်အဲ့ဒီကမှာပုံလေးမှကြီးကဘာလို့လဲဆိုတော့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတဏှိဇနီပုံများမှကြီးပုံလေးမှကြီးဘာပဲဖြစ်ဖြစ်အမြဲတမ်းနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့ဒီခါထားကိုပဲအမြဲရွတ်တာဘုရားတို့လောကမှာလည်းတချို့ချင်းများရှိပါလေအကြောင်းမျိုးကြောင့်တစ်ခုခုထိတ်လာပါမယ်ဆိုရင်ဖြစ်တချို့များပါပြော Oh my God အဲ့ဒါဘုရားဘာသာပြောရမယ့်စကားမဟုတ်ဘူးပြောနေရင်ပြင်လိုက်ပါ Oh my God ဆိုတာဘာသိလဲအဲ့ဒါကိုပြန်စဉ်းစားပါနော်Oh my God ဆိုတဲ့တလုံးနဲ့မိစ္ဆာကြည့်ဖြစ်သွားနိုင်တယ်။ဒါပြီးတော့ဘုန်းကြီးကဘုရားဘာသာဆိုတော့တရားကိုဝေတဲ့ပုဂ္ဂိုလ်တရားကိုဝေတဲ့ပုဂ္ဂိုလ်သံဃာကိုဝေတဲ့ပုဂ္ဂိုလ်ဆိုတော့ဘုရားတရားသံဃာကဝေပြီးတခြားဘေးရာကိုမှတလို့မရဘူး။ Oh my God လို့တတာကဒါဘုန်းကြီးတို့မိစ္ဆာရေးရှိတဲ့ပုဂ္ဂိုလ်တွေတာတဲ့စံလုံးပါတတိထပ်ပြောမယ်ဆိုတော့
ဟိုအရှင်သခင်တဲ့တချို့များပြောတယ်ဒါဟာလေးပြီးဗုဒ္ဓဘာသာကြီးသုံးရတဲ့စံလုံးမဟုတ်ပါဘူးအဲ့တော့ဗုဒ္ဓဘာသာကြီးပြင်ရမှာကစောစောကပြည့်တယ်တဏှစီပုံလေးမှလို့နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဘာလို့ဒီလိုပြောရမှာအဲ့ဒါတော့မပြောနိုင်ရင်လည်းဟုတ်တယ်။အော်ဘုဒ္ဓဒါလေးရဟုတ်မိမိရဲ့အကြောင်းတစ်ခုခုကြောင့်ထိတ်လန့်သွားသည်ဖြစ်စီအဲ့လိုဖြစ်လာတဲ့အခါမှာတောင်းကြီးတာနာလေးနဲ့တာပါအချို့ကြတဲ့ရေယုံမှာဆေးတော့နော်အဲ့ဒါလည်းဘုဆိုးသွားတာဒီတော့ဘုန်းကြီးတို့တာရမှာကဘုရားဘာကိုတာရမလဲဘုရားကိုတာရမှာအဲ့တော့ဒီစီပုံလေးမှကြည့်ရဘယ်လိုကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်သူရဲ့ပါဇက်ကထွက်လာရင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဘာအဲ့ဒီသူယောက်ျားကပုံနာဆိုတော့ဘုရားမကိုးကွယ်တဲ့သူတို့ဘာကိုးကွယ်လဲဆိုတော့ယမ္မာကိုကိုးကွယ်တာဆိုတော့ oh my god ဆိုတာလည်းယမ္မာကိုကိုးကွယ်တဲ့လူကြီးပြောတဲ့စကားလုံးပါနော်အဲ့တော့ယမ္မာကိုကိုးကွယ်တဲ့လူကြီးဆိုတော့ဘုရားကိုမကိုးကွယ်ဘူးဘုရားကိုကြိုက်နေမကြိုက်အဲ့ဒီနေ့တော့ခါမှာသူ့ရဲ့အိမ်မှာဘာလုပ်လဲဆိုတော့ပုံနာတွေကိုဖိတ်ပြီးတော့ကျွေးမွေးဧခံတဲ့ပွဲတစ်ခုလုပ်တယ်အဲ့လိုကျွေးမွေးဧခံတဲ့ပွဲတစ်ခုလုပ်တဲ့အခါမှာပုံနာကြီးကသူ့ရဲ့မယားတန်ရစီကိုပြောတယ်ငါအဲ့ဒီကတည်းကမှအဲ့ဒီနမောတတ္တကိုမဆိုပါနဲ့မရပါနဲ့တာအဲ့လိုအဲ့ဒီကိုအခံကျွေးမွေးနေတဲ့ချိန်မှာပဲတဏှစီပုံလေးမှကြီးကတခုခုချွတ်ချော်သွားတော့စက္ကန့်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓဘာလို့ခေါ်တာလောက်ကြမှာလို့လေးကြီးဖြစ်လာတဲ့ခါကျတယ်တန်းပြီးတော့ထွက်လာတာပဲတခြားမဟုတ်ဘူးဟောဒီကမှာဘုရားကုံတော်တို့ဒီခုအနည်းဆုံးပါတယ်ဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ်အဲ့ဒီဘုရားကုံတော်ဒီခုကိုတကယ်ရုပ်ဖတ်နေမယ်ဆိုရင်အိမ်မက်ထဲမှာမကောင်းတာတွေ့တော့မှအဲ့ဒါကြီးထွက်လာပြီနော်အဲ့ဒီကထားတာအဲ့တော့အဲ့ဒီလိုလေလေးကြည့်လေဖြစ်အောင်ဘုရားကလေးကြည့်ပြရတယ်အဲ့လိုဆိုစီပုံလေးပါကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဘာလို့ပြောဆိုလိုက်တဲ့အချိန်မှာလာရောက်စားပေါက်နေတဲ့ပုံနာကြီးချက်ချင်းထားပြန်ပေါ့ဟုတ်လားချက်ချင်းထားပြန်ပေါ့လေစိတ်ဆိုးလို့အဲ့ဒီလိုချက်ချင်းထားပြန်ကုန်တဲ့ခါကျတော့ပုံနာကြီးကမြင်ကြလောက်ရှိတဲ့ကောင်မှနာနေစီရရဟန်းတော်မှာတွားပြီးတော့ဝါဒဆိုတင်နေတွားပြီးတော့ဆွဆွဲနေပေါ့အဲ့ဒီမှာကြည့်လိုက်တဲ့ခါကျတော့မရမနိုင်လို့ဖျားကြိုက်နေဟုတ်လားကိုမရရုပ်ကကိုမရကိုမပြောနဲ့အเจ้าမှရှိတဲ့ဖျားကိုတွားပြီးတော့ရကြတာပေါ့လောကမှာလည်းရှိပါတဲ့သူချို့တော့တကားလေးအဲ့မှာမိမပြောမပြီးတော့ကြောက်ရောက်တာတော့ဘုန်းကြီးကိုဆရာလာလို့သူ့အင်္ဂါမိမကမပြောမပြီးတော့ကြားမှရှိတဲ့ဘုန်းကြီးကိုဆရာလာလို့ကျိုးတကားလေးလည်းကျိုးတကားမလေးလည်းဒုတိယသွားပဲအဲ့မှာရှိတဲ့ကိုယ်တင်ကိုပြောမပြီးတော့ကြောက်ရောက်တော့ဆရာလို့အခုလည်းဒီလိုပဲစနေစီပုံနိုင်ပုံနေမှကြီးနဲ့တွေ့ရတဲ့ယောက်ျားကဓနိစီပုံလေးမှကြီးကနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဘာလို့ပြောတယ်။ညဆိုရင်ကြားမှရှိတဲ့ညဆိုရင်လည်းဘာဆိုင်လို့လဲ။နေတလားတမဖြစ်ရတယ်။နေဆရာကငါသွားပြီးတော့ဝါဒတင်နေဆိုတော့ကျောင်းတော်ကိုရောက်သွားတယ်။ဘာကျောင်းလဲဆိုတော့ဝေလူဝေါ်ကျောင်းဝေလူဝေါ်ကျောင်းပဲမှရှိတယ်။ခေါ်ရိုက်ပါဒီလိုပါ။ဟမ်တို့ဒီကကွာရိုက်မှရှိတာပဲပြည်တာလေ
အဲ့ဒီကရိုက်တော့ထူးကြတယ်နော်ဝေလူဝန်ကြောင်းနဲ့ဝါကြောင်းဆန်ကျိုးတစ်ခုပဲရှာဟိုပဲကြောင်းတော့ဝေလူဝန်ပဲကြောင်းပွားလို့ကွာကြတာပဲနော်တခြားနာမည်ပြီးလို့မရဘူးဖြစ်တယ်ဟုတ်လားအဲ့တော့အခုဘုန်းကြီးပြောတဲ့ဝေလူဝန်ကြောင်းဆိုတာရာဇကျူမြို့မှာရှိတာပါအဲ့တော့မြတ်စွာဘုရားအကြောင်းတော်ရောက်တော့မြတ်စွာဘုရားကိုဘာသူလျှောက်လေဆိုတော့ကေတုစေတဝါဒုက္ခံတိတိကေတုစေတဝါနာသောသတိကေတတုဧကဓမ္မတာဝဋ္ဌံရောစီတိဂေါတမဩရှင်ဂေါတမကိန္တုတပေကိုစိတဝါသတ်သောကြောင့်ဒုက္ခချမ်းသာစွာဒေတိနိယတတိကိန္တုတပေကိုစိတဝါသတ်သောကြောင့်နာသောစတိမဆိုရရတတိကိတ္တတုအပေတုသောဧကဓမ္မသာတခုသောတရားကိုဝဋ္ဌံတတ္တုဝဋ္ဌံပัจจิကိုရောစီတိနေတဲ့ပါတမီမြတ်စွာဘုရားကိုမေးလိုက်တဲ့မေကုံအဲ့ဒီမေကုံကအဖြစ်နှစ်ခုထွက်တဲ့မေကုံပါပထမသူမေးလိုက်တဲ့စကားတစ်ခုကပါလဲစီဩဂေါတမဘာဟုတတ္တဘာဟုတတ်လို့ရှိရင်ချမ်းသာစွာနေရမယ်လေနောက်တစ်ခုကဘာဟုတတ်လို့ရှိရင်စိုးရင်ကြောင့်ကြပူပန်ခြင်းမရှိသေးဖြစ်မလေနောက်တစ်ခုကဘယ်လိုတစ်ခုသောတရားကိုတတ်လို့ရှိတတ်ဖို့အတွက်မွေးလျော်ပါတယ်လို့သူကအဲ့ဒီရှောက်အဲ့ဒီခါမှာသူ့ရဲ့ရည်ရွယ်ချက်ကအကယ်၍ဘုန်းကြီးတို့မြတ်စွာဘုရားကပတ်ပြခြင်းကိုအလုံးမရှိဘူးပြောလို့ရှိရင်ဂေါတမမြတ်စွာဘုရားကိုဘုရားလုပ်ပြီးတော့လောဘဒေါသဆိုတဲ့ကိလေသာကိုပယ်တတ်ဖို့မဟုတ်ပဲနဲ့ဒါပြီးတော့ယဟန်တို့အမိခံပြီးတော့လှည့်လေနေတယ်လို့သူကဆွဆွဲပဲတခုခုကိုသတ်ပြတာကိုဝိဇ္ဇာနဲ့ဆိုလို့ရှိဘုရားလုပ်ပြီးတော့သူတော်ဘာကိုသတ်ဖို့အတွက်ဘုရားလောက်ဖြစ်လာတာလားလို့ဒီလိုဆွဆွဲဖို့ဆိုတော့ဆွဆွဲဖို့အတွက်အချက်နဲ့ချက်ရှာပြီးတော့ဒီလင်္ကာလေးကိုဂါထာလေးကိုရွတ်ဆိုပြီးတော့ရှောက်တာရွတ်ဆိုပြီးရှောက်တာလို့ဘုန်းကြီးပြောပြီးမယ်ဘုန်းကြီးရင်ကြီးအောင်ပြောလိုက်တာပါတကယ်တမ်းကျတော့ပုံနာကြီးကဘုန်းကြီးတို့မြတ်စွာဘုရားထံမှာရောက်လာတဲ့ချိန်မှာလက်အုပ်လည်းမရှိဘူးထိုင်လည်းမထိုင်ဘူးလည်းမချဘူးအဘိဓမ္မာသူကိုယ်ရဲ့ဘုရားမှမဟုတ်တာသူကိုယ်ရဲ့ဘုရားမဟုတ်တဲ့အခါကျတော့ဘယ်လိုလုပ်ပြီးတော့လက်အုပ်ချပြီးတော့ရှိခိုးတော့မှာလေဟုတ်တယ်ဟုတ်လားအဲ့တော့တို့တော်လည်းဘုန်းကြီးကလည်းယဉ်ကျေးအောင်လို့ပြောလိုက်တာဟုတ်အဲ့ဒီခါကျတော့ဘုန်းကြီးတို့မြတ်စွာဘုရားကဘာပြန်ပြောတယ်ဆိုလို့ရှိရင်ကောထံစေတဝါဒုက္ခံတိတိကောထံစေတဝါနာသောသတိကောထံကဝိသကုလတမထုရကသယမနာဧဝရိယမသံသံတိတေနိကောထံနရောသတိတေတိတေနိတတံသောသတိယမနာဥပုံနာจิကောထံအမျက်ဒေါသကိုစိတ်တော်သာယူဒုက္ခချမ်းသာစွာသိတိနေရ၏အမျက်ဒေါသကိုတတ်လို့ရှိချမ်းသာစွာနေရ၏ကောထံအမျက်ဒေါသကိုစိတ်တော်သာယူနာသောစတိမဆိုရရကောထံအမျက်ဒေါသကိုဝိသကုလတဆင်းရဲခြင်းအကြောင်းရှိသောမထုရကသလက်စားချီယာမ
จีนัชชัมรายิชิโตมัทุตกะตะอเนโตตะตะจิงโกวัฏันตะจิงโกโรเสติเอวหิโตเปเบกวาမြတ်စွာဘုရားအရိယာသူတော်ကောဘုရားဆိုင်တော်သူတော်ကောင်းတို့ဒီရောစေတိမြင့်တဲ့တတံတံဒီချီမွန်ကြကုန်၏ဣတိသမိုင်တံဟောရာဂဝတ္တတောတဝတ္တပြန်ခြင်းသည်နာရောသောစတိရောစတိမြင့်တဲ့ဘုရားမြတ်စွာဘုရားဘာကိုတိုက်ရမလဲလေကောထဆိုတဲ့ဒေါသကိုတိုက်ရမယ်ကောထဆိုတဲ့ဒေါသကိုတတ်မယ်ဆိုလို့ရှိရင်ချမ်းသာစွာနေရမယ်ကောထဆိုတဲ့ဒေါသကိုတတ်မယ်ဆိုလို့ရှိရင်ဆိုရင်ကိုယ်ပိုင်ခြင်းမရှိဘူးရှင်ရခြင်းအကြောင်းရှိခြင်းလက်စာပြန်ချီရမှဒီနာသာယချမ်းသာခြင်းရှိတဲ့ကောထကိုသတ်ဖြတ်ဖို့ဘုရားယဟန္တာပစ္စည်းကဗုဒ္ဓသူတော်ကောင်းတို့ဒီဝမ်းမြောက်ချီးမွမ်းကြတယ်ကောတာကိုသတ်ခြင်းဟာစိုးရိမ်စရာမရှိဘူးတဲ့ဘုရားမြတ်စွာဘုရားကပုံနာကြီးကိုပြန်ပြောလိုက်တာကသူလူချင်းတဲ့အဖြစ်နဲ့တခြားစီသူလူချင်းကဘုရားပေါ်မှာကိစ္စရှုတ်ချဖို့ဘုရားကသူလူချင်းတဲ့အတိုင်းဖြစ်မယ်ဆိုလို့ရှိရင်ဘုရားကိုသူဆွဆွဲမှာလေအဲ့လိုဆွဆွဲတဲ့အခါမှာဘုရားမြတ်စွာဘုရားလူဘုံလေးမှာမျက်နှာငယ်ရမှာပေါ့သူကဒီလိုတွေးရတာညုံမနိုင်မြင်မနိုင်ဒီလိုဖြစ်အောင်သူကကြံဆောင်ပြီးတော့တွေးရတယ်သို့တော်လည်းဘုရားမြတ်စွာဘုရားကသာမဏေဗုဒ္ဓလေတရားအလုံးကိုမတိတာရှိမှမရှိတာအဲ့တော့ဒီဘုံနိုင်ကြီးရဲ့ဥပ္ပန္နေတရားကိုကြည့်ပြီးတော့ဘုရားမြတ်စွာဘုရားကကောထကိုတားရမယ်ဘာဖြစ်လို့သူတို့ကဒေါသသိအားကြီးတာဘုံနာကြီးသိဒေါသအားကြီးတဲ့ဘုံနာကြီးဖြစ်တဲ့အတွက်ကြောင့်ကောထကိုတားရမယ်တဲ့အဲ့လိုကောထကိုသတ်မှသာရင်ချမ်းသာစွာနေရမင်းဆိုရိမ်မှုကင်းမယ်ကောထကိုသတ်တာဘုရားအရိယာသူတော်ကောင်းတို့ချီးမွမ်းကြတယ်လို့အဲ့ဒီကနာလေးခိုးလိုက်တဲ့စီပဲပုံနာကြီးဘုရားပေါ်မှာအမတန်ကြည်ညိုသွားတာဘယ်လောက်ကြည်ညိုသွားလဲဆိုရင်ဘုရားသာသနာရဲ့ဝိညာဉ်ဟန်ချက်ချင်းညာဝတ်ညာဝတ်ပြီးတော့ဘုရားမြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာတိုင်းကြည်ချံကြကိုအားထုတ်လိုက်တာမကြာမီမှာပဲရဟန္တာကြီးဖြစ်တယ်အကူဘုံနာယဟန္တာကြီးပြည့်သွားပြန်ပြည့်သွားတယ်ဆိုတာကိုကြားရတဲ့အကောတကဘာဝတ္တစာကလည်းညစာဘုရားကအမတန်စိတ်ဆိုးသွားတာသူ့ကိုပုံနာမျိုးသူ့ကိုပုံနာကြီးညစာဘုရားရဲ့သာသနာမှာရဟန်းဖြစ်သွားတယ်ဆိုတာသူအမတန်စိတ်ဆိုးသွားတာအဲစိတ်ဆိုးသွားတဲ့အခါကျဘုရားမြတ်စွာအကြောင်းလုံးလေးလာပြီးတော့ဘုရားမြတ်စွာကိုဆဲရည်တယ်တဲ့ဘာလို့လဲတဲ့ဆဲရည်တယ်ဆဲရည်တယ်ဆိုတဲ့နေရာမှာအကောတာဝတ္ထုဆိုတော့ဆဲရည်ကြောင့်တရားဆဲမျိုးရှိတာကိုအမျိုးနဲ့ကိုင်းမျိုးလားနာမည်နဲ့ကိုင်းမျိုးလားဇာနဲ့ကိုင်းမျိုးလားအလုံးနဲ့ကိုင်းမျိုးလားဟုတ်လားရုပ်ရှင်ဒီဘက်ကရကိုကြည့်ပြီးတော့ပြောတာစသည်ရတယ်လို့ပြောစရာကျန်ကျန်တဲ့စကားဆယ်မျိုးရှိတယ်အဲ့ဒီစကားဆယ်မျိုးတွေကသူတို့ကောင်းစီမပြောတဲ့သူရုပ်မှကြီးပြောတဲ့စကားနဲ့မြတ်စွာဘုရားကိုဆယ်ကြီးတာတဲ့အဲ့ဒီဆယ်ကြီးတဲ့ဆိုရင်ဘုရားမြတ်စွာဘုရားကဘာပြောတယ်ဆိုလို့ရှိရင်အကောတကဘာဂတော်စာမင်းရအိမ်ကိုဧည့်သည်ကြီးမလာဘူးလားလာတာဘို့ဧည့်သည်ကြီးလာတဲ့အခါကျရင်အဲ့ဒီဧည့်သည်အတွက်စားဝင်တောက်ွယ်ဒီမပြင်ရဘူးလားလက်ဆောင်ပန္နာဒီမပြည့်ပြလို့ရဘူးလားအာကျွေးရတာဘို့ဧည့်သည်လာမှတော့စားစရာတောက်စရာတွေလည်းပြင်ရတယ်လက်ဆောင်တွေလည်းပဲပြည့်လို့ရတယ်အဲ့ဒီစားစရာတောက်စရာတွေလက်ဆောင်တွေကိုအဲ့ဒီဧည့်သည်ကမယူဘူးဆိုလို့ရှိရင်
အဲ့ဒီပစ္စည်းဘယ်သူရမှာလဲကဲကျန်တဲ့ပြည်တော်များတစ်ချက်လောက်ပြောပြစမ်းပါဘယ်သူရမှာ အဲ့ဒီတော့အကောသတက္ကပါရဘာသာကပါပြောတယ်ဆိုတော့အရှင်ဘုရားတဲ့အဲ့ဒီမယူမှာတော့တတိတော်ပစ္စည်းတတိတော်ရမှာဖို့တဲ့အေးအဲ့ဒီတိုင်းပဲအကောသကပါရဘာသာပြီးရဲ့လက်ဆောင်လို့ငါဘုရားမယူဘူးတဲ့ဘာလက်ဆောင်ဆေးရည်တဲ့လက်ဆောင်အကောတကပါရတော်စာမြတ်စွာဘုရားကိုပါပြီးတယ်ဆေးရည်တိုင်းပါတာအဲ့ဒီဆေးရည်တိုင်းပါတာကိုငါဘုရားမယူဘူးဒါဆိုသူရသူပဲပြန်ရမှာဘို့အဲ့ဒီချိန်မှာမြတ်စွာဘုရားရဲ့စကားတော်ကိုကြားမြတ်စွာဘုရားတရားကိုကြားတဲ့အခါကျတော့အကောတကပါရတော်စာကလည်းပဲကြောက်လာတုံလုံးပြီးတော့မြတ်စွာဘုရားသာသနာမှာဟမ်းဝင်ဝတ်သွားနောက်ထပ်ဒီလိုနေရောက်ကလေးပဲဒုံကြီးကြည့်တာပဲသူရဲ့အကိုလေးသာသနာပေါင်းတွင်ရန်ဝတ်သွားတဲ့စနာကိုကြားတဲ့အခါကျတော့စိတ်ဆိုးကြလာဆေးကြတယ်ဆေးပြီးဆေးပါတော့လေဘုန်းကြီးတို့မြတ်စွာဘုရားကသူတို့ဆေးတာကိုယူရလားမယူဘူးမင်းတို့ဆေးတဲ့လက်ဆောင်ကိုငါဘုရားမယူဘူးအေးဆယ်တဲ့လက်ဆောင်ငါဘုရားမယူဘူးဆိုတဲ့အခါကျတော့ဆယ်တဲ့သူပဲပြန်ရမှာပေါ့အဲ့ဒီမှာပုံနာပြီးထိတ်လာသာသနာပေါင်းတွေဝင်ရမ်းပြီးသွားသာသနာပေါင်းတွေဝင်ရမ်းပြီးသွားတဲ့အခါကျတော့လည်းပဲဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ထံတော်မှာဝင်ပြီးတော့ယဟန်ပြီးတဲ့အတွက်ကြောင့်ဒီယဟန်ရဲ့ပုံနာညီတော်၄ယောက်စလုံးကယဟန်ဒါတိဖြစ်ကုန်တယ်အဲ့ဒီပုံနာညီနောင်လေးယောက်မြတ်စွာဘုရားပုံမှာဘယ်လိုပင်စေကြီးတိုက်တွားပါတော့လည်းပဲဘုန်းကြီးတို့မြတ်စွာဘုရားကပြန်ပြီးတော့ဆေးရည်တုတ်ပြန်ခြင်းမပြုဘဲနဲ့သိခံပြီးတော့နေရအဲ့လိုသိခံပြီးနေရကိုဘယ်သူတွေကပြောတယ်လဲဆိုတော့ကျောင်းမှာရှိတဲ့ယဟန်နာတွေကအရှင်ဘုရားကိုသောလကဘုရားရှိတော်မြတ်ဘုရားကအင်မတန်မှအာဟောဝေယကောင်းတယ်။ပုံနာရီလာပြီးတော့စိတ်မောင်ဆဲဆိုပါတော့လည်းပဲဘုရားမြတ်စွာဘုရားကဘာမှလည်းတုံ့ပြန်ခြင်းမရှိဘူး။တုံ့ပြန်ရုံမတုံ့ပြန်ရုံဒီမှာကာဘူးလာရောက်ဆဲကြီးတဲ့ပုံနာဒီဝေသာသနာပေါင်းနဲ့ရောက်ပြီးတော့ယဟန်ဖြစ်ကုန်ပြီ။အဲဒီလိုမြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးကျေးဇူးတော်တွေကိုပြောနေတဲ့အချိန်မှာဘုရားမြတ်စွာဘုရားကဉာဏ်၄ပိုင်းနဲ့၄ပိုင်းမှာယံပိတာပြုပိတာဆိုတရားဟောတာကိုအဲ့လိုယံပိတာပြုပိတာတဲ့ကိုညာဘူးယမဟောတယ်ဟိုညာနဲ့ပိုင်းကြတော့နတ်တွေဟောတာပေါ့ဟုတ်လားဟိုနောက်ဆုံးဉာဏ်ကြတော့ဘုရားမြတ်စွာဘုရားအချိန်ကို၃ပိုင်းပိုင်းလိုက်တယ်ပိုင်းမှချိန်ကိုကျိတ်ဆက်တယ်ဒုတိယအချိန်မှာသမာဓိဝင်စားတယ်တတိယအချိန်မှာဒီကိုချွေချွေရမယ်လေလို့ကြည်တာကိုဘုန်းကြီးများဆောင်တာအဲ့တော့ဘုန်းကြီးများဆောင်တာကတညလုံးမှာအဲ့ဒီတနာကြီးကြော်ပဲရှိတယ်။ဘာဖြစ်လို့တတ္တဝါတွေကိုတနာလို့ချွေချုပ်ဖို့ဘာဖြစ်လို့ဘုန်းကြီးများဆောင်တာကပက္ကံအားဖြင့်ဒိုးတယ်တတ္တရှိမြတ်စွာဘုရားတွေမဟုတ်ဘူးတတ္တရှိမြတ်စွာဘုရားတွေကတော့တချို့ဘုရားတွေဆို6နှစ်မှတရားတစ်ကြိမ်ဟောတာဘုရားမြတ်စွာဘုရားကတော့ဒီလိုမဟုတ်ဘူးနေ့လည်းဟောရညလည်းဟောရအဲ့တော့မြတ်စွာဘုရားရဲ့ဘုံတော်ကျေးဇူးတွေကိုပြောဟောနေတဲ့အချိန်မှာပဲမြတ်စွာဘုရားကလည်းတရားဟောဖို့ကြွလာမြတ်စွာဘုရားတရားဟောကြွလာတယ်ဆိုရင်ပဲတရားပြည်မှာရောက်နေတဲ့ရာမီကလူကြီးကတည်းကညီကိုညီငတ်ပတ်လိုက်တယ်လို့ပဲတိတ်ဆိတ်ငြိမ်သက်သွားတယ်ဘယ်သူမှစကားမပြောတော့ဘူး
ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့တရားဝဲကအမတန်အအောဖို့ကောင်းဘုရားကဘလောက်ဝိညာဉ်များစကားသာဆိုတာမထွက်လာဘူးခတ်ချိုးဆိုတဲ့အတန်လေးတော့ထွက်မလာဘူးအဲ့ဒါလောက်အအောဖို့ကောင်းတယ်အဲ့တော့အဲ့လိုမိကိုရည်နေတာလိုက်တယ်လို့ငြိမ်သွားတဲ့အချိန်မှာဘုန်းကြီးတို့မြတ်စွာဘုရားကငါ့ချစ်သားရာများတို့ငါဘုရားကြွလာတဲ့အချိန်မှာမပြီးသေးတဲ့စကားကဘာစကားလေးစကားကပြီးတော့မဟုတ်ဘူးတော့မပြီးဘူးဘာဖြစ်လို့ဘုရားကြွလာပြီဆိုတော့ရောက်တဲ့နေရာမှာရလိုက်ရတယ်လေအေးမပြီးသေးတဲ့စကားကဘယ်စကားမျိုးလဲလို့ဆိုတဲ့ခါကျတော့စောစောကပုံနာညီနောင်လေးယောင်ဘုံတို့မြတ်စွာဘုရားကလာရောက်စိတ်ဤတိုင်သွားကြပါတော့လေတဲ့ဘုန်းကြီးမြတ်စွာဘုရားကဘာမှပြန်မပြောဘဲနဲ့သိခံပြီးနေနိုင်လေဆိုတဲ့အကြောင်းကိုပြောတာကြောက်တော့ဘုန်းကြီးမြတ်စွာဘုရားကအကောတံဝတ္တဗန္ဂင်္စအတုထောယောတိတေကတိခန္ဒီဘလံဗလံနိကံဓမ္မံဘုရိဓမ္မနာဆိုတဲ့ဒီနာကိုဒီတပုတ်ဂါထာလေးတပုတ်ဟောတယ်အများကြီးဟောတာအများကြီးဟောမဟုတ်ဘူးဂါထာလေးတပုတ်ပါသို့တော်လည်းပဲဒီဂါထာကိုအဖွင့်အနေနဲ့ဟောတဲ့ခါကျတော့ကြာကြီးဟောတာပါဟုတ်နော်အဲ့ဒီအဖွင့်အနေနဲ့ဟောတာကြာကြီးလို့မဟောရတာဆိုတော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်မှာပဲရှုပ်တရားဝဲတယ်ညာလုံးမဟောတယ်တိရိလင်္ကာမှာလေးပြင်တရားဝဲဆိုရင်ညာလုံးမဟောတာဒါဆိုရင်ဒီမှာဘယ်လိုလုပ်လဲညာလုံးမဟောရမလားအဲ့တော့မြတ်စွာဘုရားကဘာရသွားစဥပါရသွားစဇာတိအဖြစ်လို့ဟောတာနော်ဒီညမှာကျတော့မြတ်စွာဘုရားကသံဃာတွေကိုဟောတာဆိုတော့အကောသိစအကောကဝေတုစေပါတို့ဖြစ်ဆေရည်ကြီးဒီလည်းတော့ဝတ္တပန္တိစခြေလက်စားပြီးတို့ဖြစ်ပုတ်ခါရိုက်နဲ့ကျိုးတိတ်သုံးပြီးတို့ဖြစ်တုံနောင်ရင်းကိုလည်းတော့အတုသောတိခံ၍တိတေကေတိတိခံတော်မူ၏အတုသောအမျက်မထွက်မူ၍တိတေကေတိတိခံ၏ခန္ဒီပလံတိခံခြင်းအာရှိထသောဗလာနိကံတိကံရင်ဟူသောစစ်တဲ့ဘုရားသူရှိထားသောတံဘုယမနံမကောင်းမှုကိုအပပြုပြီးသောသူဟူ၍ဝဒာမိမျက်စုတော်မူ၏ဘုန်းကြီးတို့မြတ်စွာဘုရားကဘာပြန်ဟောလိုက်လဲဆိုတော့အကောကဝတ္ထု7ပါးစေရည်ခြင်း10မျိုးနဲ့စေရည်ရဲ့သူခြေလက်တွေတောင်းနေတဲ့ရိုက်နဲ့ပုတ်ခတ်တဲ့သူဒါမှမဟုတ်ထိတ်တုံးကျိုးလေးနဲ့တောင်ခွဲတဲ့သူကိုအမျက်မထွက်စိတ်မဲ့ဆိုးပဲနဲ့သိခံရတယ်အမျက်မထွက်စိတ်မဲ့ဆိုးပဲနဲ့သိခံတယ်တိခါခြင်းအာကြီးရဲ့တိခါခြင်းဆိုတဲ့စစ်တဲ့ဘုရားရှိတဲ့ဒီမြတ်စွာဘုရားကယမနာလို့စောစောကခုနကပြောနေတဲ့ယမနာကပညာယမနာအဲ့ဒီယမနာကတော့အိန္ဒိယမှာရှိတာပေါ့နော်ဘုရားဗမာပြည်မှာလည်းနည်းနည်းပါရှိမှာပေါ့ဘုရားမြတ်စွာဘုရားရဲ့ယမနာကတော့ဒီလိုမဟုတ်ဘူးမကောင်းမှုအာဟုတုကိုပြီးတဲ့ညှောလိုက်တဲ့လူတဲ့ပြောမှဆိုတော့ယဟန္တာကိုပြောတာပါယမနာဆိုတာယဟန္တာဆိုတာမကောင်းမှုအာဟုတုသူစီလောက်သေးလားမလောက်ဘူးအေးမကောင်းမှုအာဟုတုသူစီမလောက်တဲ့သူကိုပဲဘုန်းကြီးများဆောက်ရတာ
ပြမနာလို့ပြောတာအဲ့တော့ဘုန်းကြီးတို့မိမိကိုယ်ကိုမိမိပြန်ပြီးစမ်းစစ်ကြည့်ပေါ့မကောင်းဘူးအကုသိုလ်သူစရိုက်ခြင်းငါလုံးနေသလားမကောင်းဘူးအကုသိုလ်သူစရိုက်ခြင်းငါလုံးနေတယ်ဆိုရင်ဒီမကောင်းဘူးအကုသိုလ်သူစရိုက်ခြင်းငါကိုပဲပြန်ပြီးတော့အကျိုးပေးမှာကောင်းတဲ့အကျိုးပေးမှာလားမကောင်းတဲ့အကျိုးပေးမှာလားမကောင်းတဲ့အကျိုးပေးမှာတို့လိုချင်တာကကောင်းတာမဟုတ်လားတို့လိုချင်တာကကောင်းတာဆိုတော့ကောင်းတာလို့မှကောင်းတာရမယ်မကောင်းတာလို့ရင်မကောင်းတာရမယ်အဲ့တော့လိုချင်တာကိုရအောင်လုပ်ရမှာမိမိမှာတာဝန်ရှိတယ်ဘယ်သူမှတာဝန်မရှိဘူးအဲ့တော့ကောင်းတာကိုလိုချင်တဲ့ဆိုရင်ကောင်းတာကိုလုပ်မကောင်းတာကိုလိုချင်တဲ့ဆိုရင်မကောင်းတာလုပ်ကောင်းတာဆိုတော့ကုသိုလ်တရားဆိုရင်ကောင်းတာကိုဟုတ်လားကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်ဘယ်နှမျိုးလဲသုံးမျိုးအဲ့ဒီကာယကံကုသိုလ်ဝစီကံကုသိုလ်မျိုးမနောကံကုသိုလ်ဆိုတဲ့ဒီကုသိုလ်သုံးမျိုးဟာမိမိတို့အကျိုးပေးတဲ့အခါကောင်းတဲ့အကျိုးပေးတယ်မကောင်းတာမပေးဘူးအဲ့တော့ကောင်းတဲ့အကျိုးပဲရကြင်ရတဲ့ဒုက္ခတွေကောင်းတဲ့ချမ်းသာဒုက္ခကိုရကြင်ရတဲ့ဒုက္ခတွေကောင်းတာကိုပဲလုပ်ရမယ်။ဒါကောင်းတာကိုပဲလုပ်ရမယ်ဆိုတော့ဆိုတော့သီလစောင့်တည်တဲ့အချိန်မှာပါဠိတဲ့ဆိုရင်ဘာမှအသေးပဲမသိဘူးအကျိုးမရှိဘူး။ဟုတ်လား။အဲ့တော့အကျိုးရှိရအောင်ဆိုပြီးတော့ပါဠိလိုရုပ်ပြီးတဲ့ခါကျတော့ဘုန်းကြီးကမြန်မာလိုလေးပြန်ပြီးတော့တိုင်ပြီးသူတဲ့ဇီဝနာတပ္ပဘေကသောသိနီဟုတ်လားအဲ့တော့သူတို့ဟာတဲ့မတတ်ဘူးဆိုလို့ရှိအဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်လျော်သွားတိုင်းမှာအသက်ရှိမယ်ယောဂကင်းတယ်ဒီနေ့တို့အသက်တိုးတယ်အနာယောဂကြီးသူပြောနေတယ်အဲ့ဒီအသက်တိုးအနာတို့ယောဂသူပြောတာဘာကြောင့်လဲဆိုတော့အများကိုပတ်ပြတ်နေစေလို့ပဲဒါတော့အနာယောဂကြီးဖြစ်တော့သူကဆေးမတော့ရဘူးလားဆေးရုံဆေးကမတော့ရဘူးလားအေးကြောက်တာလည်းရှိတယ်မကြောက်တာလည်းရှိတာပေါ့မကြောက်တာကများပါဘူးဘာဖြစ်လို့ဒုက္ခအကျိုးကိုပြင်တယ်လေအကြောင်းကိုပြင်တာမှမဟုတ်တာမဟုတ်ဆရာတော်ဘယ်ကြီးကဘာပြောလဲကြားဘူးလားတောက်စီကိုလိမ့်စီလောက်တော့ဘယ်လိုလုပ်ပြောင်းမှာလဲတဲ့ယောဂတောက်စီဆိုတာပေါက်မှပြောင်းမှာနော်အေးပေါက်မှပြောင်းတဲ့စီကိုတို့ကမပေါက်ဘဲနဲ့လိမ့်လို့ရှိရင်ယောဂပြောင်းမလားမပြောင်းဘူးအေးတော့တို့အသက်တိုးတာအနာယောဂသူပြောတာအကြောင်းတရားကသူများဆက်သလို့သူများကိုညင်းစေလို့အဲ့တော့သူအသက်ရှိရှိနေခြင်းနဲ့အနာယောဂလည်းကင်းကင်းရှိရှိနေခြင်းနဲ့ဆိုရင်သူ့အသက်ပတ်ခြင်းမှရှောင်ကျင်ရမယ်သက်စီဝါမတတ်ပါတိတ်ခါစောက်သေးနေဆိုတော့ဘာသက်မှသတ်လို့မရဘူးနော်အသက်ချင်းတတ်တော်မှာလေဘယ်သက်မှသတ်လို့မရဘူးလေတော့ဘာလို့လဲသူတော်စင်များသူ့တဲ့မသတ်ပြီးတော့ရှားပါအသက်ရှိရှိနေခြင်းနဲ့ကြမ်းကြမ်းမှန်မှန်နေခြင်းနဲ့ဆိုလို့ရှိရင်သူ့အသက်သားခြင်းမှရှောင်ကျင်ရမယ်နံပါတ်1ကသူများဥစ္စာမဟုတ်ပါသိက္ခာစောက်သိမ့်ဟုတ်သူများဥစ္စာကမခိုးရဘူးတဲ့တို့မချမ်းသာခြင်းဘူးလားချမ်းသာခြင်းလေချမ်းသာခြင်းလေဒီကြီးပဲချမ်းသာခြင်းလို့လည်းပဲထိုင်းလည်းသွားရကိုရီးယားလည်းသွားရမလေးလည်းသွားရစင်ကာပူလည်းသွားရဂျပန်လည်းသွားရဟုတ်လားဘာဖြစ်လို့ချမ်းသာခြင်းလို့သွားတာချမ်းသာခြင်းလို့သွားပြီးသွားပါတော့လည်းသွားတဲ့ဒီတိုင်းကချမ်းသာရဲ့လားမချမ်းသာဘူးဘာဖြစ်လို့ဘာဖြစ်လို့မချမ်းသာလဲလို့မေးနံပါတ်1သူ
ညာပစ္စည်းဥစ္စာခိုးထားလို့နံပါတ်2စီမရှိကမရှိတော့ရတာကုန်တော့ကုန်ဖြုံးဟုတ်အဲ့တော့ဒါကကုန်တော့ကုန်ဖြုံးရင်ဘယ်လိုလုပ်ချမ်းသာပါတို့ဘလောက်ပဲစီကံကောင်းတော့နဲ့အဒိဏဒါနပိကဘုကိုကျူးလွန်နေတို့ဆရာတော်ပူလာတဲ့ပစ္စည်းဥစ္စာပဲအလိုလိုပြည့်စည်ဆုံးရှုံးတာပါပဲအဲ့တော့ချမ်းသာခြင်းလေဆိုရင်နံပါတ်1နံပါတ်1ကသူများဥစ္စာမခိုးရနံပါတ်2ကကြီးပွားချမ်းသာအောင်စုရမယ်ကြီးပွားချမ်းသာတဲ့သူများစီးစီးနဲ့ကမ်းနဲ့နေလို့ချွေတာစုဆောင်သူထေလောင်းနဲ့ချမ်းသာခြင်းချွေတာရမယ်စုဆောင်ရသို့တော်လည်းညာတော်အဖြစ်ကကိုယ်လည်းကြတော့မချွေတာမစုဆောင်ဘူးသူများချမ်းသာလို့ရှိတယ်ဟောဒီကောင်တော့ဘသူစီကလိန်လာတာပေါ့ဒီကောင်ကဘသူစီကဝဒင်းလာတာပေါ့ဒီလိုဟုတ်လားတကယ်တမ်းကျတော့ကိုယ်မချမ်းသာတာသူများကိုသွားပြီးမျက်ဆောင်ထိုးနေမျက်ဆောင်မထိုးနေကိုယ်မချမ်းသာတာနံပါတ်1ချက်ကသူများပစ္စည်းခိုးခဲ့လို့နံပါတ်2ကချွေတာစုဆောင်မှုမရှိလို့အဲ့တော့ချမ်းသာခြင်းသူများပစ္စည်းမခိုးရဘူးချွေတာစုဆောင်ရမယ်အဲ့တော့ချမ်းသာခြင်းရဲ့ဒုတိယကအစာလေးချွေတာရမယ်အသုံးလေးချွေတာရမယ်ဟုတ်တတိယနဲ့ပြန်ပြီးစားလို့မရဘူးရမယ်မရဘူးကိုယ့်ရဲ့ပမာဏကိုကိုယ်သိရမယ်ကိုယ့်ရဲ့ဝင်ငွေကတနေ့မှ1000ရှိကိုယ်သုံးတာက1000ဆိုရင်ချမ်းသာပါအဲ့တော့ဘယ်လိုလုပ်ချမ်းသာမှာလဲအဲ့တော့ကိုယ့်ရဲ့ဝင်ငွေကိုကိုကြည့်ပြီးတော့စားရမယ်ကောင်းရမယ်ချွေးတာရမယ်အဲ့လိုစားတော်ချွေးတာလို့ကရင်ချမ်းသာခဲ့တဲ့သူတွေဒါပေမဲ့ချုပ်များကြတော့မိဘကိုမျက်ဆောင်ထိုးတယ်မိဘမှာရှိတဲ့အမှုရဲ့နှစ်တည်လိုချင်တယ်လေဟုတ်လားကိုလုပ်အားတော့ကိုမကိုဘူးမိဘမှာရှိတဲ့အမှုရဲ့နှစ်တည်လိုချင်တယ်မလိုချင်တယ်မိဘကိုလည်းဘယ်တော့မှမျက်ဆောင်မထိုးဘူးဘာဖြစ်လဲထိုက်မှရမှာအမှုဆိုတာထိုက်မှရမထိုက်ရင်မရဘူးဘယ်လောက်ပဲပြီးမရဘူးဘုရားလက်ထက်ကစัจ jila ပတိကိုကြည့်ဖို့စัจ jila ပတိကတားတော့ရောက်ရှိတယ်လေအသက်60ပြည်တော့ယဟဖတ်မယ်စိတ်ကူးတဲ့အခါကျတော့တားတော့ရောက်တော့အမွေပေးတယ်ခြေတော်ငွေတော်တွေပေါက်နေတာအကာကြီးသွားအဲနောက်မှာနေယူနိုင်တော့ယူပေးလိုက်တယ်ဒါပေမဲ့တာကြီးရဲ့ဒီစဲမှယူလို့မရဘူးတာလာကိုပြီးလေတာလာတဲ့ဒီစဲမှယူလို့မရဘူးတာငယ်ကိုပြီးတော့တာငယ်အကုန်ရပြီဘာလို့ရလဲသူလောက်ထားတာကိုဟုတ်လားသူမလောက်ထားဘဲနဲ့ရပါမရဘူးကြည့်လေဒီရွှေတော်ငွေတော်တွေပေါက်ဖို့ရပေါက်လာရတဲ့အကြောင်းရင်းကကသဗ္ဗများစွာဘုရားပြိဋိနိဗ္ဗာန်ပြုတဲ့အခါကျတော့တတ်တော်ကိုကြံခဲ့တယ်အဲဒီတတ်တော်ကိုဓာတုစီတီတည်တယ်ဓာတုစီတီတည်တဲ့အခါကျတော့သတိလာတတိလောက်ရှိပြိဋိနေကအရှင်ဘုရားကိုဒီရွှေဒီစေလေးကိုကုန်ကြတော့ဒီကြီးတော့တာဝန်ယူတယ်ကုန်ကြတော့ဒီကကုန်တာဝန်ယူတယ်အဲ့လိုလည်းစေတီတေလို့ပြီးခံပြီးမှာရန်တော်များကဘုရားနည်းနည်းလူဒီသားနည်းနည်းလူပေါ့ဘုရားလေးတွားပြီးတော့ဘုရားတဲ့ကတော့ပြောတယ်တက္ကကြီးဘုရားတက္ကကြီးရဲ့ဘုရားကမပြီးသေးဘူးဟောတာနည်းနည်းလူပြီးတော့ဒီသားနည်းနည်းကြံနေတယ်အဲ့လိုတော့ပြောတော့ဘုရားတဲ့ကရှင်းတဲ့ကြဘာပြောလဲအရှင်ဘုရားရဲ့ဘုရားပြီးပဲမပြီးနိုင်ဘူးတွားရင်မျောပြလိုက်တဲ့နော်ဘု
တို့ဘုရားဘာသာသူတော်စင်များကိုယ်အတွက်ရတဲ့အခုကြီးမယူတတ်တဲ့လူတွေအများကြီးပါကိုယ်အတွက်ရတဲ့အခုကြီးမယူတတ်တာဟုတ်လားအလူကံပုဂ္ဂိုလ်လာတဲ့ခါကျရင်ဟောတရားစားလာပြီပါတယ်လေတရားစားလာအဲ့ဒီကိုယ့်ရဲ့ဝစီဟာဘာကျုပ်ပြီးပါလဲတစ်ချိန်ကျရင်ကိုယ်တရားစားဖြစ်မှာသူများကိုတရားစားနေတယ်ဘုရားသူလာဒုက္ခကသူတော်စင်ဒုက္ခပုဂ္ဂိုလ်ဟုတ်သီလမရှိရင်နေပါစေဖျက်တဲ့ရတာကယန္တာသုံးပါးအတွက်သူနေရာဝဆလုပ်ပြီးလာဒုက္ခအဲ့ဒါကိုမိမိကတရားစားလာပြီးလို့ပြောတော့သူတော်ကောင်းတော်ပြင်မှာတော့မိမိတရားစားဖြစ်မှာသိကြရေဘဝဆက်ပါတယ်ဒါမိမိတွေမဆက်ဖို့စောင့်ထိုင်ကြပါဒီမှာလည်းကြည့်ဖို့သတိလာပတိရှင်မြတ်ရဲ့ဘုရားကိုတွားရင်မျောပြေးလိုက်လို့ပြောတဲ့အခါကျတော့ဘာဖြစ်လို့ပြောလဲဆိုတော့လင်မယားရံဖြစ်တာလို့စိတ်ကမကြည့်နေဘူးလင်မယားရံဖြစ်တာမှစိတ်ကကြည်အောင်မလားမကြည့်ဘူးဒါကြောင့်မို့လို့လေဘုန်းကြီးတို့ကျန်တော်မူသွားတဲ့ကိုင်းကျုပ်ဘသူကအာဒိသဆိုတဲ့ကိုင်းကျုပ်ဆရာဘုရားကြီးပါပြောတယ်ဖေးပလိုက်ရေဟောဖြစ်တယ်ရှိအောင်လားဖေးပလိုက်ရေဟောစိတ်ဆိုးပြီးမှမနေ့ကမှပြောပါစိတ်ဆိုးပြီးတယ်မနေ့ထင်ကြရင်ပြောတဲ့စိတ်ဆိုးနေတဲ့အချိန်မှာမပြောနဲ့ကြည့်လေဒီမှာလည်းပဲစိတ်ဆိုးနေတဲ့အချိန်မှာဟုတ်လားဒီနေရာရပြီးလို့စိတ်ဆိုးနေတဲ့အချိန်မှာဘုန်းကြီးတွေကလာပြီးတော့အလူခံတာကိုဘုန်းကြီးကလာပြီးလူခံနေတာကြတော့စိတ်ဆိုးနေတဲ့စိတ်ဆိုတော့ကောင်းတဲ့စိတ်မှမဟုတ်ပဲအရှင်ဘုရားတို့ပြပြီးပဲမပြီးနိုင်တော့ရေညောပြလာဆိုဟိုးအိမ်နောက်မှာရှိတဲ့မိန်းမကစိတ်ကောင်းသဘောထားကောင်းတော့ချက်ချင်းပဲအိမ်နောက်ကနေထွက်လာဟဲ့ဘုန်းကြီးရံဖြစ်တဲ့နေနဲ့ငါလေးဘုရားပါလို့လားဟမ်တို့ဆိုရင်တော့တရားကုနဲ့ပြင်းမယ်၄ပါးစီထွက်ထားလိုက်ပါပေါ့ဟမ်မရကောင်းကြတဲ့ဒီလိုမဟုတ်ဘူးချက်ချင်းပဲမှားတာကိုလာပြင်ခိုင်းတာဟဲ့ဘုန်းကြီးရံဖြစ်တဲ့နေနဲ့ငါဘုရားပါပြီးလို့ပြောပြရမှာလေအေးဟုတ်တာပဲငါမှားပါပြီချက်ချင်းပဲကြောင်းသွားပြီးအရှင်ဘုရားကိုတတိတော်ဘုရားကိုရေပြောပြလိုက်လို့ပြောပြီးတော့မှားသွားတယ်အဲ့ဒီအာဟုသောအဖြစ်ကဖြတ်အောင်တတိတော်မှာလုပ်ရမှာလေလို့သွားလျှောက်နားလာရှိတဲ့များကရွှေပန်းကနေပန်းကနေလုပ်ပြီးတော့လာဘာလုပ်ခိုင်းလဲရွှေပန်းကနေပန်းကရွှေပန်းကနေပန်းကဆိုတော့လောက်လာလို့ရဲလားမလို့ဘူးခက်တယ်နော်အဲ့ဒီခက်တဲ့ရွှေပန်းကနေငွေပန်းကလောက်ခိုင်းတဲ့ခါကျတော့ပဋိနေကြီးကငါတရားကျလည်းမလုံးနိုင်ဘူးအဲ့တော့တာကြီးကိုတာကြီးခြေပန်းကနေပန်းကနေဝိုင်းလို့ကွာတာကြီးပါပြောအဖေအပြည့်ရှိတော့အဖေလောက်ရတာတာနဲ့မဆိုင်ဘူးတာနဲ့မဆိုင်ဘူးအဖေအပြည့်ရှိတော့အဖေလောက်ရတာဒါနဲ့ပါလာကိုပြောတယ်ပါလာကလည်းပါကြီးလို့ပဲအဖေအပြည့်ရှိတော့အဖေလောက်ရတာအဖေလောက်တာနဲ့မဆိုင်ဘူးတာငယ်လေးကိုပြောတယ်တာငယ်စိပန်းကမျိုးပိုင်းပိုင်းလောက်ပြီးတော့ကတော့ရမယ်စိပန်းကမျိုးပိုင်းပိုင်းဝိုင်းလောက်စားပါအာကိုဖေးကြီးကိုပြေပါဘောတော့ရမှာဘောတဲ့နော်အဖေအပြည့်ရှိတော့အဖေလောက်ရတာအဖေလောက်တာနဲ့မဆိုင်ဘူးဆိုတဲ့ပါနဲ့ရောက်ဘုန်းကြီးများစွာဘုရားတဲ့တတိလာပတိဘဝအမွေခွဲတော့ရရသူကိုယ်တိုင်ကပြောတာလေသူတို့နဲ့မဆိုင်ဘူးလို့ပြောတာနောက်ဘူးအစီမှတ်ထားပါသူတို့နဲ့မဆိုင်ပါဘူးလို့ပြောတာတဲ့ပါကြီးနဲ့ပါလာအမွေခွဲတဲ့အခါတစ်စီမှမရပါသူနဲ့ဆိုင်လေလို့ခိုင်ရတဲ့ပါနေကြတာအကုန်လုံးရဒီရှိတော်ကြီးတော်ပေါက်လာတာသူတို့နဲ့ရောက်အတွက်ပေါက်လာအဲတော့မိမိတို့ရဲ့နှုတ်ဟာ
အမတန်ကြောက်စရာကောင်းလေဘုရားကိုရည်နဲ့ပြောခိုင်းတဲ့စတိလဘုန်းကြီးတို့ရဲ့စတိလဘဝမှာဘုရားနဲ့တွေ့တဲ့ဒီနောက်ဆုံးဘဝမှာမလုပ်ခိုင်းရေမျောခိုင်းရလေနော်အဲ့တော့အလူနာပုဂ္ဂိုလ်တွေလာတဲ့အခါမှာတောင်းစားလာပြီးလို့ပြောတဲ့ပုဂ္ဂိုလ်တွေကဖြစ်လေရဘဝတိုင်းမှာတောင်းစားဖြစ်မှာသိကြတယ်ဟုတ်တယ်ကိုမလူနိုင်ရင်လည်းလူနေသူများကိုကြည်ချက်ချပုတ်ချကြမလို့ဘူးသူများလာအလူခံတာအလူခံတာဘာလို့လဲရက်ပောက်ဘူးဘာလို့ကြောက်ကဘုရားတွေကြောက်ကဘုရားတွေကအလူခံတာဒါမိမိတို့ကုသိုလ်လာပြီးရတယ်အဲ့လိုကုသိုလ်လာပြီးတာကိုမိမိကကုသိုလ်မရတာပဲနဲ့အကုသိုလ်ကစိတ်ယူလိုက်တဲ့တောင်းစားလာနော်အဲ့တော့အရာခပ်ပဲကမိမိတို့လောက်တာပဲအဲ့တော့မိမိတို့ချမ်းသာခြင်းနဲ့ဆိုရင်သူများပစ္စည်းမခိုးနဲ့ကုသိုလ်ကောင်းမှုလုပ်ဒါနကိုပြုပါဘာလို့လဲဒါနပြုရဒါနပြုရမယ်ဆိုတဲ့အခါမှာလေအများကြီးလူမဒါနမဟုတ်ဘူးလည်းနည်းစုလေဒါနပဲကောင်းကင်ကမိုးတွေရွာချလေမိုးလုံးကြီးကတိုင်ကြီးလုံးလောက်ရှိတာတီးတီးလေးအဲ့ဒီတီးတီးလေးပြမိုးတာရွာချလိုက်တာမြစ်ချောင်းနဲ့အင်းဒီအိုင်မပြည့်ဘူးလားပြည့်သွားတာအေးကိုကြီးဒီသွားပါပဲကုသိုလ်ကောင်းမှုအလည်းတို့နည်းနည်းလုံးနေမယ်ဆိုရင်လည်းအများကြီးဖြစ်လာတယ်ချမ်းသာလာမှာပဲအကုသိုလ်အလည်းတို့ဒီသွားပဲတို့နည်းနည်းလုံးလို့ရှိရင်အဲ့ဒီအကုသိုလ်ကလူလည်းအကျိုးပေးမှာပဲဒီအကျိုးပေးမလဲဝိသေတိအကျိုးပေးမယ်အဲ့တော့ချမ်းသာခြင်းဒါနာပြုသူကပစ္စည်းမခိုးနဲ့နောက်တစ်ခုကာမဂုဏ်မှာမပြေမပါတိတ်ခါစောက်သိမ့်ပြီအဲ့ဒီနေရာမှာဘုန်းကြီးတို့များတော့အပြည့်ဘုန်းကြီးတွေဘာသာပြန်လိုက်တာသူများမရပြစ်မှားလို့ရှိတယ်သူများမသားမရမပြစ်မှားရဘူးလို့ပြောလိုက်တယ်သူများမရမပြစ်မှားရဘူးဆိုတော့ယောက်ျားတွေချမ်းမဖြစ်တယ်မိန်းမတွေကြမ်းတယ်မဟုတ်လားဟမ်တကယ်တော့ကြတယ်လို့မဟုတ်ဘူးအကုန်လုံးပဲမိန်းမမှားရင်မိန်းမခံရမယ်ယောက်ျားမှားရင်ယောက်ျားခံရမယ်မိမိမှာအိမ်တော်ရှိပါရဲ့လားနဲ့တခြားမရနဲ့တွားပြီးတော့တခြားမိန်းမနဲ့တွားဖောက်ပြန်တယ်အဲ့ဒီယောက်ျားကကာမေတုမိစ္ဆာစာရကံထိုက်ပါဘူးမိမိမှာလင်ရှိပါရဲ့လားနဲ့တခြားယောက်ျားနဲ့ဖောက်ပြန်တယ်အဲ့ဒီမိန်းမမှာကာမေတုမိစ္ဆာရကံထိုက်ပါပြီဒါကြောင့်ကာမတုံမှာမမှားပါသိတာစောက်သိမ့်ပြီနော်အဲ့တော့ကာမဂုဏ်ပြမှားပြီးကာမဂုဏ်ကျူးလွန်ပြီးတဲ့ပုဂ္ဂိုလ်ဒီဖြစ်လျာဘဝတိုင်းမှာဘာဖြစ်မှာမပီတာတဲ့လူပေါ့ယောက်ျားဖြစ်နေယောက်ျားမပီတာဘူးမိန်းမဖြစ်နေမိန်းမမပီတာဘူးအဝိဇ္ဇနေရရောက်ဝင်နော်အဲ့တော့တို့တွေယောက်ျားပီတာကမိန်းမပီတာကငရေမသွားခြင်းလို့ဆိုရင်အဲ့ဒီကာမိတုမိစ္ဆာစာရကံကိုစောက်ထိုင်ရမယ်နောက်တစ်ခုပါတယ်မုဇာစကားမပြောညာဒီလိုလေးပြန်ရကြိုက်တယ်ပြန်နော်မုဇာမပြောဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဖြစ်လျာဘဝတိုင်းမှာတဲ့ဩဇာညောင်းတယ်မုဇာစကားမပြောတဲ့သူကဖြစ်လျာဘဝတိုင်းမှာဩဇာညောင်းတယ်ဒီလိုပြောလိုက်လို့ရှိရင်မယားကလည်းမိမိပြောစကားလည်းနာယူတယ်ပါကလည်းမိမိပြောစကားနာယူတယ်မိကလည်းမိမိပြောစကားနာယူတယ်မှုလုပ်တဲ့ကျေးဇူးတွေကလည်းမိမိပြောစကားနာယူတယ်ထိုနည်းဥစွာပါပဲမိမစာလေးနဲ့ခိရိယာဘဝတိုင်းမှာဘုရားမသုံးခဲ့လို့ဆိုရင်မိမိပြောစကားမိမိတွေကလည်းယူတယ်ပါကလည်းဒီကိစ္စတွေမှုလုပ်တယ်အကုန်လုံးကမိမိပြောစကားကိုလက်ခံတယ်တဲ့
ဒါဆိုရင်ဘုန်းကြီးတို့ကိုပြောတဲ့စကားသူများလက်မခံတာပါကြောင့်ဘုရားသုံးခဲ့လို့ဘုရားစကားသုံးခဲ့လို့ရှိကိုပြောတဲ့စကားဘယ်သူမှလက်မခံဘယ်သူမှမရှိဘူးအတိတ်ဘဝမပြောနဲ့တဲ့ညမဘဝမှာတော့မဟုတ်တဲ့စကားပဲမြေပြောချင်ကိုပြောတဲ့စကားနောက်ဘယ်သူမှမရှိတော့ဟိုတော့ကလူတရားတော့ရောက်တဲ့ခါကျတော့ဟေးကြာလာပြီအားနဲ့လေကြားလာပြီတကယ်ကြားလာတယ်ဒါကြားမှမလားအတူများကြီးပြေးလာတယ်ဟောဟုတ်လားကြားလာပြီဆိုတော့ဒီကောင်ကြားကြိုက်တယ်ဆိုဝိုင်းခုဒီကတော့ဘာကြားမရှိငါစမ်းကြည့်တာနောက်ကကြားလာပြီသူများလာသေးတယ်နည်းနည်းတော့ပါနောက်ကကြားလာပြီတကယ်ကြားစစ်လာတော့ဘူးမှမလာတော့ကြားကြိုက်တယ်တော့အဲ့တော့မုဒ္ဒါစကားမပြောရဘူးတဲ့ဩဇာအာဏာညောင်းနေမဟုတ်မမှန်တဲ့စကားဘယ်တော့မှမပြောနဲ့နောက်ဆုံးတစ်ခုအေယတိဇာမသောဘာပိဋကသောက်သိနေယတိဇာလို့ပြောလိုက်ရင်မူကြီးစီဝါအကုန်ပါနော်အေးမူကြီးစီဝါတောက်သုံးတဲ့သူဟာဖြစ်ဒီရဘဝတိုင်းမှာအယူဖြစ်နေဒါကြီးကကိုစီကြည့်လိုက်ပါမပြီးပါလားရာကောက်လာတော့ဒီဒါပလက်ရာကောက်အဲ့ဒီရာကောက်ဟာမနဲ့နင်းကြီးလေးပဲနော်မူးရနဲ့ယူတာအဲ့တော့ယူခြင်းရင်မူးဘောဟုတ်လားစဉ်းစားကြည့်လေမူးတဲ့သူကအယူနဲ့အတူပဲလေအချက်အကြောင်းမရှိတော့ဘူးမိဘကလည်းမိဘမှမပြီးတော့ဆရာသမားကလည်းဆရာမမပြီးတော့အဲ့တော့တို့ချမ်းသာခြင်းကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီငါးပါးသီလထဲမှာအဓိကအရေးကြီးဆုံးနှစ်ခုရှိတယ်။တစ်ခုလို့လည်းပြောရတယ်။နှစ်ခုလို့ပြောရင်ပိုကောင်းတယ်။တစ်ခုကပါလို့မုဒ္ဒါမောဟမှလည်းညာပြောတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုအာဟုတုသူစရာမျိုးမဆိုအကုန်လုံးရေးတယ်။ကဲစဉ်းစားကြည့်စမ်းဘယ်လိုအာဟုတုမျိုးဆိုလုံးရေးတယ်ဆိုရင်ကတော့သူတို့ကောင်းမဖြစ်တော့ဘူးနော်နောက်တစ်ခုကသူကဒီရပေါက်သုံးတဲ့သူဟာလည်းပဲမကောင်းမှုအာဟုတုသူစရာမလုံးရေးဘူးဆိုတဲ့အလုပ်ရှိရလားမရှိဘူးအဲ့တော့တို့တွေဘယ်နှခုရှောင်ပြီလဲအဲ့ဒီနှစ်ခုကိုရှောင်လိုက်ကျန်အကုန်လုံးရေးတယ်ဘုရားလည်းမကောင်းနဲ့သူကလည်းမကောင်းနဲ့အဲ့ဒါဆိုတို့တည်းညာပြည့်စုံပါဘုန်းကြီးမြတ်စွာဘုရားလက်ထက်တော်ခါတော်ကညာတော်တပါလူထွက်ပြီဘာဖြစ်လို့လူထွက်မြတ်စွာဘုရားရဲ့ဝိနည်းပိဋကဘုရားတဲ့အများတာလေအကျဉ်းအပြည့်129သွဲအကျဉ်းအပြည့်ကတိ9,000ဆိုတော့လောက်များတဲ့ပိဋကဘုရားဘယ်လိုလုပ်ပြီးတော့အဘလုပ်ပါလို့ဒီအတိုင်းငါပြီးသွားရင်တော့မရဲကြပါပြီးကြတယ်အဲ့တော့လူထက်ပြီး၅ပါးသီလစောင့်တယ်သူနဲ့ချမ်းသာနိဗ္ဗာန်ချမ်းသာရတာလေအဲ့တော့ငါဘုန်းကြီးမိုးတော်ကိုလူထွက်မယ်အဲ့တော့ဘုန်းကြီးမိုးတော်ကိုလူထွက်မယ်ဆိုတော့ပြန်လာတဲ့အခါစိတ်ကလူထွက်တော့ပြီးဘုရားကိုဆိုတာမလွယ်ဘူးပြောတာကတော့ဘုသူနဲ့သားတွေတော့ဘုရားဘုရားတကယ်သွားချီးကျူးဘုရားဘုရားတကယ်သွားနော်ကြည့်ရတော့မဟုတ်ဘူးနော်ချီးကျူးတာသွားမှာအဲ့ဒီခါကျတော့ရသော်ဘုရားရှင်ကိုဝေးနေပြီးတော့ဥချဘုရားဆိုတာဒီဘဝရောက်သွားပြီးဖူးဖို့မလွယ်တော့ဘူးလူမထွက်ပြီးနေဥချဘုရားဖူးလိုက်တော့ပဲဆိုတော့ဘုရားရှင်ရောက်သွားဘုရားဥချတော့ဘုရားကဘ
တရားကိုပြောတော့သူထွက်တော့မယ်ဘာဖြစ်လို့သူထွက်ချင်ရတာလဲဘုရားကပြောတယ်ရှင်ဘုရားရဲ့သာသနာမှာနေမယ်ဆိုရင်ဝိနည်းတိတ်ကဘုရားဒီလောက်များဒီလောက်များတဲ့အခါကျတော့မဆောက်ခိုင်းနိုင်ရင်မရဲကြဘူးအဲ့ဒါကြောင့်ဒီတော့ဘုန်းကြီးမဝတ်တော့လူဝတ်လဲလိုက်ရင်ဟာဝစီလာဆောက်ခိုင်းတယ်လူနဲ့တိတ်ကသုံးနိုင်ချမ်းသာရတာလေဒီလိုငါးပါးစီလာပဲဆောက်ခိုင်းတော့မယ်ဘယ်နှခုဆောက်ရမလဲငါးခုဆောက်ရမယ်အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားကပါပြောတယ်ဆိုလို့ရှိရင်ငါအချစ်တာလူထွက်သွားလို့ရှိရင်ငါးခုတောင်ဆောက်ရမယ်ငါဘုရားရဲ့သာသနာမှာဒီတစ်ခုပဲဆောက်ရမယ်များလုံးလို့မကြည့်နိုင်လို့သူထွက်ပါမယ်ဆိုမှဟုတ်လားငါးခုတောင်ဆောက်ပြီးတွေ့ရင်ငါးခုတောင်ဆောက်ရအောင်ခုဘုရားသာသနာမှာဒီတစ်ခုပဲဆောက်ရမယ်ဆိုတော့ကဲဘာလို့ယူမလဲတစ်ခုကိုယူမှာပေါ့ဟုတ်လားအနေကြိုက်တဲ့သူတွေလေအနေကြိုက်တော့ဘာဖြစ်များလို့မယူဘူးအနေပဲယူတစ်ခုပဲယူမယ်ဒါစီရင်ပါလို့ရမယ်လေစိတ်တစ်ခုကိုနားအောင်ထဲဘာကိုထိုင်ရမလဲမိမိတို့ရဲ့စိတ်ကိုနိုင်အောင်ထိုင်ပါစိတ်တစ်လုံးနိုင်မှာတော့ကျန်တာလူသေးတာမလူတော့ဘူးအာဟုသူဖြစ်စရာလည်းမတွေးနဲ့အာဟုသူဖြစ်စရာလည်းမပြောနဲ့အာဟုသူဖြစ်စရာလည်းမကြံနဲ့အာဟုသူဖြစ်စရာလည်းမလုံးနဲ့ဆိုရင်အာဟုသူဖြစ်အောင်မလားအေးအဓိကကပါတယ်လေစိတ်ပဲစိတ်ကရှင်စောဘုရားဟောတဲ့နော်အဲ့တော့မိမိတို့ရဲ့စိတ်ကိုမိမိတို့နိုင်မယ်ဆိုလို့ရှိရင်အခုတို့ဖြစ်စရာအကြောင်းမရှိဘူးစိတ်မနိုင်လို့အခုတို့ဖြစ်တာအဲ့တော့တို့တွေလူနဲ့တိဗ္ဗံသုံးတန်ချမ်းသာရည်နဲ့သူတွေကြီးပဲဆိုတော့လူနဲ့တိဗ္ဗံသုံးတန်ချမ်းသာရအောင်ဘုရားကပြေးကြလားဘုရားမပြေးဘူးဟမ်ပြေးလားဘုရားပြေးပါဦးဘုရားမပြေးဘူးဘယ်သူတော့ပြေးလဲကိုဟာကိုပြေးရမှာကိုလူကျင်တာကိုလုံးရအဲ့တော့ကိုလူကျင်တာကိုလုံးရမှာဆိုတော့ကိုလူကျင်တာကိုမလုံးပဲနဲ့သူများမှသွားတောင်းနေရင်တောင်းနေလို့ရမလားတောင်းနေလို့ရမှာလို့လုံးမရမှာဖြည့်ကြည့်မှရအဲ့တော့လုံးမရမှာဖြည့်ကြည့်မှရမှာဆိုတော့တို့တွေမလုံးသိဘူးလားလုံးသိတယ်လူဘဝရောက်တဲ့အခိုက်အတန့်လေးမှာလူနဲ့တူအောင်နေပါကုသိုလ်ကောင်းမှုများများရအောင်လုပ်ပါဟောဒီခန္ဓာကြီးကဘာနဲ့တည်တယ်သိလားအင်္ဂါနောနဲ့တူစီဘာနဲ့တူလဲအင်္ဂါနောတို့နောတဲ့ကောင်ကငါလာပြီးအချိန်တန်တဲ့ခါကျရင်ပိုင်စီကိုပြန်မအားရဘူးအားရပါအဲ့ဒီဥပမာပဲဟောဒီခန္ဓာကိုကြီးရတယ်ပဲတို့ငါလာခဲ့ပြီဘယ်သူစီငါလာသိမင်းစီကငါလာသိမင်းစီကငါလာတဲ့တို့တွေတနေ့နေ့တစ်စိတ်ကြီးကြားတယ်သိမင်းကပြန်မအားရဘူးလားအားရအဲ့တော့သိမင်းကပြန်အားရမယ်ဆိုတဲ့အခါကျတော့တို့ကဒီခန္ဓာကိုကြီးကိုသနာနေဆိုပြီးတော့ကုသိုလ်ကောင်းမှုမှာဘာမှမခိုင်းဘူးဟုတ်လားဇာဝရဝဆလုပ်ဖို့လည်းတို့မခိုင်းဘူးလမ်းပြင်ဖို့လည်းတို့မခိုင်းဘူးကုသိုလ်ကောင်းမှုရမယ်ရမှာဘာမှတို့မှတို့မခိုင်းဘူးဝရဝဆလည်းမလုပ်ချင်ဘူးဟုတ်လားပေါ်ပေါ်နေပေါ်ပေါ်စားအဲ့လိုနေလို့ရှိဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့တို့ဘာကုသိုလ်ရဘာကုသိုလ်မှမရအဲ့ဘာကုသိုလ်မှမရဘူးဆိုလို့ရှိရင်အငါးနွားကြီးနဲ့မတူနေဘူးလားအေးတနေ့ကျရင်ပိုင်ရှင်ပြန်သိမ်းသွားရင်တို့တော့အကျိုးမရှိဘူးအေးတို့အတွက်အကျိုးရှိရအောင်ဘာလို့လက်ရထားရင်လက်ကိုလည်းပဲအလားစတော့အလကားပြီးဖြစ်တယ်ကုသိုလ်ရအောင်တော့ပါဇာရတိုင်းလည်းပဲပါဇာကိုအလကားမထားနဲ့ကုသိုလ်ရအောင်တော့ပါဇာကြတော့ဘာလို့Yo yang mau tanpa terus yang mana? Udah bakalan disami teman bakalan disami tanda bakalan disami sama moya. Arahan.
ကောင်းတဲ့ဘက်ကအသုံးချမယ်ဆိုဒီပါဇက်ကကုသိုလ်မရဘူးဒီကောင်းတဲ့ဘက်ကတော့အသုံးမချဘူးသူ့အတင်းကြီးပဲလိုက်ပြောနေမယ်တဲ့ရင်ဒီပဲရှုပ်ချနေမယ်ဆိုဒီပါဇက်ဟာတို့အတွက်ကောင်းတဲ့အကျိုးပေးမလားဆိုးတဲ့အကျိုးပေးမလားဆိုးတဲ့အကျိုးပေးအောင်ဘယ်သူလုပ်လဲဘယ်လိုလုပ်ဒီအဲ့တော့ကောင်းတဲ့အကျိုးလို့ကြည့်ရင်ကောင်းတဲ့အကျိုးဖြစ်အောင်ရအောင်လို့ဒီပါဇက်ကကောင်းတဲ့ပြင်မှာအသုံးချတရားကိုကံကံကိုကြီးညံ့ညံ့ရပါစေစေပူဇော်သူများအတင်ပြောမယ်စားသူများကြောက်တဲ့ရရှုပ်ချမယ်စားတရားကိုကံကံကိုကြီးရပါစေစေပူဇော်နေရင်မကောင်းဘူးလားကောင်းပါဘူးခြေတော်ရတာပြီးတော့လေတဲ့ကျောင်းကဘုရားသွားတဲ့နေရာမှာအဲ့ဒီခြေတော်ကိုအလုံးချစားပါကျောင်းကဘုရားသွားတဲ့နေရာကျတော့သွားလို့မနိုင်ဘူးကျက်ဝိုင်းဖဲဝိုင်းဟုတ်လားမကောင်းတဲ့နေရာကျတော့သွားတော့ဖြတ်တန်းနေရောကျောင်းကဘုရားကျတော့မသွားနိုင်ဘူးမအားဘူးဖိနာတွေကောင်းတာတွေဘို့ဟုတ်အဲ့ဒါဘယ်သူကစင်ကြည်ပြီးလိုက်ကိုယ်စီတိုင်းစင်ကြည်ပြီးလိုက်တော့ကိုယ်ဟိုတိုင်းကကောင်းနေချမ်းသာဒုက္ခရအောင်မလားမရဘူးအဲ့တော့တို့တွေချမ်းသာဒုက္ခတကယ်လို့ကြည့်တယ်ဆိုရင်ခြေတော်ကိုလည်းပဲကုသိုလ်ရတဲ့နေရာမှာအသုံးချလက်ကိုလည်းပဲကုသိုလ်ရတဲ့နေရာမှာအသုံးချပါးစပ်ကိုလည်းပဲကုသိုလ်ရတဲ့နေရာမှာအသုံးချအသုံးမချတိုက်ရင်အသုံးချမတိုက်ရင်သွားပေါ်အပေလေးရွာအဲ့တော့အငါးမကြီးကိုတို့အသုံးချတိုက်ရအဲ့ဒီငါးပါးကြီးကအသုံးချတဲ့နေရာမှာစောစောကပြောတယ်ငါးပါးသီလဟုတ်လားအဲ့ဒီငါးပါးသီလကိုတို့ကလုံးကျုံအောင်စောင့်ရတချို့ညာပြောပါတယ်ဘုန်းကြီးကြီးကြီးတို့ကစီးပွားရေးလုပ်နေရဘယ်လိုလုပ်ပြီးတော့ဒီငါးပါးသီလကိုစောင့်ထိုင်လို့ရမှာလေလို့သိကြည့်ပြီးတာကောင်းတဲ့စီကြီးတော့မဟုတ်ဘူးဘာဖြစ်လဲစင်ကြီးပြီးတော့မဟုတ်တာလေးလုံးတော့မယ်လေမဟုတ်တာလေးပြောတော့မယ်လေဟုတ်တယ်ဟုတ်လားအဲ့တော့အဲ့ကမဟုတ်တာလေးလုံးမဟုတ်တာလေးပြောမှတော့မဟုတ်တာလေးပဲရတော့မှာပေါ့တကယ်တမ်းကြတော့စီဝါရေးဘယ်တော့ပဲလုံးကုသိုလ်ရအောင်လို့ဘုန်းကြီးတို့ရဲ့ဆရာဥစောတိကဝိပဿနာသင်္ကန်းတက်တော့ဘာသူပြောလဲကိုတော်တို့ရဲ့တရားကြီးကိုသင်ပြီးပါတဲ့တရားမဒီလိုလည်းသင်ပြီးပါအိမ်မှာနေပြီးသမင်းချက်အင်းချက်အဲ့ဒီသမင်းချက်အင်းချက်နေတဲ့အချိန်မှာလည်းကုသိုလ်ရအောင်ချက်ပါသမင်းချက်ဟောငါလည်းကောင်းကောင်းစားနိုင်ပါစေဟောစားငါစားလေးငါသမီးလေးကောင်းကောင်းစားနိုင်ပါစေဆိုတဲ့စေတနာကောင်းကောင်းတဲ့အချိန်ကုသိုလ်မရဘူးဟုတ်တေးဆိုရင်စားစီကိုစားရဲဆိုကုသိုလ်ရအောင်လားမရဘူးအေးတော့ကုသိုလ်ရအောင်လုပ်ပါခဏချက်ရင်းလည်းပဲကုသိုလ်ကောင်းမှုရအောင်လုပ်လို့ရတယ်လို့စီဝါရေးလုံးနေတဲ့ချိန်မှာလည်းပဲကုသိုလ်ကောင်းမှုရအောင်လုပ်လို့ရတယ်။ဩအများသူကချမ်းသာကြပါစေ။အဲ့လိုစိတ်ကောင်းနဲ့အမှန်တရားနဲ့လုပ်ကုသိုလ်ရမှာပေါ့အများသူကချမ်းသာပါစေဆိုပြီးတော့လေးခိုးမယ်ပေါင်းခြင်းခိုးမယ်ဟုတ်လားလောဘကိုချောက်အောင်မလားဘူးအပြင်အများရခြင်းလေအဲ့ဒါခိုးခြင်းတဲ့စိတ်ကကောင်းတဲ့အကျိုးပဲပေးပါမယ်အဲ့တော့ဘုန်းကြီးတို့ကောင်းတဲ့အကျိုးတရားတွေလိုချင်ရင်ကောင်းတာကိုလုပ်ပါဒါကြောင့်မို့လို့ဘုန်းကြီးမြတ်စွာဘုရားကပြောတော်တယ်သဗ္ဗေတ္တကမ္မစကကမ္မကာယတောကမ္မယောနိကမ္မဘန္ဓုကမ္မပฏิဒါရဏတတ္တဝါတွေအားလုံးလားဒုက္ခနဲ့သူပဲတတ္တဝါတွေအားလုံးလားဒုက္ခနဲ့သူပဲကိုယ်လည်းကိုယ်ကံနဲ့ကိုယ်ပဲဒီနေ့တုံပြီးမှမရဘူးအဒုက္ခပဲ
သူများကတော့မပြောနဲ့ဒီလိုက်မင်းတွေကဘာဖြစ်လဲညာဖြစ်တယ်ဟုတ်လားကိုယ်ကံမကောင်းလို့လာကြုံတာလာဆုံးတာမဟုတ်ဘူးလားဟမ်ကဲရွေးကံကောင်းနေမှဆိုဒီမှနေရာမှာကိုယ်သူဖြစ်မှာပေါ့ဟုတ်လားဘုန်းကြီးမထိုင်ဆက်နေရတော့မီးစဲမပြတ်တယ်ဆိုတာမရှိဘူးနော်အဲ့ဒါပါပဲအဲ့ဒါလူတွေသူတို့ကံကောင်းတော့သူတို့ကလည်းကံเนี่ยကောင်းတော့မကောင်းတာသူတို့ပေးကြုံပါမယ်အဲ့တော့အရာခပ်ပဲဟာမိမိတို့လောက်ခဲ့တာကြီးလေမကောင်းတာนี่တွေ့လို့ရှိဩအတိတ်ဘဝကငါမကောင်းခဲ့လို့မကောင်းတာဒီကြုံနေရတာပါလားလို့ဆင်ခြင်ပြီးတော့မကောင်းတာမလုံးမိအောင်ရှောင်အဲ့တော့ဥထုတော်ပါပြောတယ်ရှိကမကောင်းတော့အခုမကောင်းတယ်အခုမကောင်းတော့မကောင်းပါလိမ့်မယ်ရှိကလည်းသူမကောင်းပဲလေသူဆိုးတာနဲ့သူလည်းကြုံတယ်ဟုတ်လားဆိုးတာနဲ့လည်းကြုံတော့လေသူကဒီကောင်းကြီးငါတို့ဒုက္ခပြေးရလေဆိုတော့ဒီကောင်လည်းငါတို့ဒုက္ခပြေးရမယ်ဆိုလေဟိုကငါလည်းမကောင်းတော့ဘူးဒီညာကိုမကောင်းကြံတော့မလေဟုတ်လားအဲ့တော့ရှိကမကောင်းလို့တို့အခုမကောင်းတယ်ကြုံနေဆုံးနေအခုလည်းသူကမကောင်းဘူးဆိုရင်နောက်ကောင်းပါမလားမကောင်းတော့ဘူးနော်ရှိကကောင်းတော့အခုကောင်းတယ်အခုကောင်းတော့ကောင်းပါလိမ့်မယ်အတိတ်ဘဝကကောင်းခဲ့ညမောက်ဘဝမကောင်းเสียပါမှအကြောင်းမရှိဘူးအရှင်နုရုဒ္ဓကိုကြည့်ပေါ့အရှင်နုရုဒ္ဓမရှိဘူးဆိုတာကိုမသိမရှိဘူးဆိုတာကိုဘာရည်လို့မသိရှင်တို့ကနေတော့ကမင်းကြီးမင်းသားတွေချင်းချင်းကျွေးတိတ်ကစားကြတယ်ခေါ်ဒီတိတ်ကစားကြတာပေါ့ဘာကစားနေဆိုမုတ်ကျွေးတယ်တို့လိုလောင်ကစားတာမဟုတ်ဘူးစုံတဲ့မုတ်ကျွေးအဲ့ဒါကကြတော့ဒီတကရှုံးလာလိုက်သူ့မိစီကမုတ်တောင်းလိုက်သူ့မိရမုတ်ပေးလာလိုက်နှခါရှုံးလိုက်မုတ်တောင်းလိုက်မုတ်ပေးလာလိုက်ရှုံးပါများတော့အဲ့မှာမုတ်မရှိတော့ဘူးပြည်စီကအေးအမေမုတ်ပေးပါဦးဘာယူခိုင်းကိုရကအမေပြောမုတ်မရှိဘူးအဲ့ဒီမရှိတဲ့မုတ်ပေးလာပါမရှိတာလည်းမုတ်လို့သူကထင်ဘွားပြောတာမဟုတ်မရှိဆိုတာဘာမှမရှိတော့ဘူးဟုတ်တယ်ဟုတ်လားအဲ့ဒါကိုသူကမရှိတဲ့မဟုတ်လို့ထင်အဲ့ဒီမရှိတဲ့မဟုတ်ပြီလားတဲ့တရားတော့မရှိတဲ့မဟုတ်ကရှိတယ်ကြည့်သွားပြီဟုတ်လားပြလိုက်တော့မဟုတ်တာပြည့်တယ်အဲ့ဒါပါမရှိဘူးဆိုတာကမသိတယ်ဘာဖြစ်လို့သူကမရှိဘူးဆိုတာလည်းမသုံးနိုင်ဘူးလေအရာခတ်တဲ့ကိုအကောင်းနဲ့ပဲလုပ်တာလေမရှိတာကိုမသိခဲ့မလောက်ခဲ့တဲ့အတွက်မရှိဘူးဆိုတာလည်းမပြောဘူးဟုတ်လားတို့တွေကခဏနေကြမပေးခြင်းမရှိဘူးမပြောဘူးလားသူများလည်းရှိတယ်ဒီဘုံမှာဓမ္မတော်မှာပြီးတော့အိဆိုင်ငါ့ကိုလည်းပဆိုင်နေလို့မရှိဘူးတကယ်မရှိတော့ရှိရတာနဲ့မရှိဘူးပြောတော့နောက်ဘဝမှာမရှိတာနဲ့ကြောက်မှာပေါ့ရှင်တို့လို့တာကမရှိဘူးဆိုတာကိုအခါမှလည်းမသုံးခဲ့ဘူးတော့မရှိဘူးဆိုတာလည်းမသိဘူးမရှိဘူးကမဟုတ်ဘူးနော်အဲ့တော့အရာကပဲဟာတို့ပုံမှာပဲမူတည်တယ်ကောင်းတာရောဆိုးတာရောရာကတဲ့ငါတို့လုပ်ခဲ့တာပဲဆိုတော့ကောင်းတဲ့အကျိုးတရားလို့ဒီကောင်းတာကိုလုပ်ဆိုးတဲ့အကျိုးတရားလို့ဒီဆိုးတာကိုလုပ်အဲ့တော့ကောင်းတာကိုလူကြီးတဲ့သူကြီးပဲပုံကြီးကအစားပေါ့နော်မကောင်းတာကဘူးမှမလုပ်ချင်ဘူးဒါပေမဲ့မကောင်းတာတွေနဲ့ပဲကြုံရတယ်ဆောင်ရတယ်အဲ့လိုမကောင်းတာနဲ့ကြုံနေဆောင်တဲ့အခါကျတော့မကောင်းတဲ့ငါကိုဝရတာသိဘောကမကောင်းတာတွေလုပ်ခဲ့လို့မကောင်းတာတွေနဲ့ကြုံမကောင်းတာတွေနဲ့ဆောင်အဲ့တော့နောက်မှဒီလိုမကောင်းတာတွေနဲ့ကြုံအောင်မဆောင်အောင်ငါပြင်မယ်ပုဂ္ဂိုလ်ကိုပြန်ပြီးတော့ဆုံးမဖို့အဲ့လိုပုဂ္ဂိုလ်ကိုပြန်ဆုံးမဆိုလို့ရှိမကောင်းတာတွေနဲ့တွေ့စရာကြုံစရာဆုံးစရာရှိသေးလားမရှိတော့ဘူး
အဲ့တော့မကောင်းတာတွေပဲတွားပြီးတော့တွေးနေပဲစိတ်ကုသိုလ်ရမလားအကုသိုလ်ရမလားလူရမှာပေါ့လူရစာပြင်ကြောင်းတွေမှာသူ့အောင်စီရစိတ်တိုက်ဖြစ်စီလာတာကိုကျောင်းသားတွေကအမြဲတမ်းပြင်ဟုတ်လားအမြဲတမ်းပြင်တာကကောင်းရဲ့မကောင်းဘူးဘာဖြစ်လို့မြဲတဲ့အကုသိုလ်ဒေါသဖြစ်အောင်မကောင်းတဲ့စိတ်ကိုမွေးနိုင်အောင်နှုတ်ဆက်ပြီးနေတာမဟုတ်ဘူးလားအဲ့တော့ကဲကုသိုလ်ရဖို့လုပ်ကြလားအကုသိုလ်ရဖို့ဒီကောင်းဆောင်တယ်မကောင်းတာပေါ့သူဖြစ်စီတာသူအကုသိုလ်နဲ့သူဘုရားမဖြစ်ဖြစ်ကြောင်းမဖြစ်ဖြစ်သူဖြစ်နေတာဖြစ်သူလုပ်တဲ့အကုသိုလ်သူမခံရဘူးလားသူအဲ့လိုလုပ်တဲ့အကုသိုလ်ကိုတို့ကဝိုင်းပြီးတော့မကူဘူးလားစိတ်ဆိုးတယ်ကူလာပဲအဲ့တော့ဝိုင်းမကူနေသူအကုသိုလ်နဲ့သူကိုအကုသိုလ်နဲ့ကိုအဲ့တော့ကိုကအဲ့လိုမကောင်းတဲ့အကုသိုလ်တွေမလိုချင်ဘူးဆိုရင်မကောင်းတာကိုမလုပ်နဲ့မကောင်းတာကိုမတွေးနဲ့မကောင်းတာကိုမကြံမကောင်းတာကိုမပြောနဲ့ဆိုတော့အကောတာပါရသာသာတော့တာမှာဘုန်းကြီးတို့မြတ်စွာဘုရားကဘာပြောသွားလဲမင်းကြီးတဲ့လက်ဆောင်ငါမယူဘူးဟုတ်လားအဲ့တော့ငါမယူဘူးလို့မပြောနဲ့တို့ကလိုချင်နေတာဆိုတော့တို့လည်းရမှာပေါ့နော်အဲ့တော့မယူနဲ့ယူချင်သေးလားအဲ့မယူချင်နဲ့ယူချင်လို့ရှိရင်ရမယ်ရလို့ရှိရင်ချမ်းသာမှာမချမ်းသာဘူးမကောင်းတာကြီးလိုချင်တာကိုအဲ့တော့မကောင်းတာကိုမလိုချင်ဘူးဆိုမကောင်းတာညာပြောရင်လည်းပဲစိတ်နဲ့ဆိုးနေကောင်းတာညာပြောရင်လည်းပဲဝမ်းမမြောက်နေဒါပေမဲ့တို့ဘုံကျူးစိတ်တွေကအခက်တယ်ဟုတ်လားမကောင်းဘူးလို့ပြောရင်တော့စိတ်ဆိုးလိုက်တာကောင်းတယ်လို့ပြောရင်ဝမ်းသာလိုက်တာအဲ့ဒီနှစ်ခုတော့ကောင်းရင်အခုမှမကောင်းဘူးစိတ်ဆိုးတာကဒေါသဝမ်းမြောက်ဝမ်းသာတာကလောဘကဲဘယ်တစ်ခုကကောင်းအခုမှမကောင်းဘူးနော်အဲ့ဒါနဲ့မှတ်တာပါနော်အဲ့တော့သူများကြိုက်ရရှုပ်ချရင်လည်းပဲငါလူကံငါအကုသိုလ်ကံရှိလို့ငါကြိုက်ရခံရတာရှုပ်ချခံရတာသူများမြောက်ပြီးပြောရင်လည်းဒါကောင်းတဲ့လုံမဟုတ်ဘူးငါကိုကြောက်ချမယ်လုပ်ပဲအဲ့လိုတွေးပေါ့အဲ့ဒါစိတ်မကောင်းတဲ့အကုသိုလ်ကြီးရစရာအကြောင်းရှိသေးလားရှိတော့ဘူးအဲ့တော့ငါမယူဘူးဆိုတဲ့စကားလုံးကိုအမြဲတမ်းမှတ်သားပါသူများကောင်းတာမကောင်းတာကိုယ်နဲ့မဆိုင်ဘူးကောင်းတာမကောင်းတာကိုယ်လုံးရင်ကိုယ်နဲ့ပဲဆိုင်တယ်ဆိုတော့အဲ့တော့အရာကပ်တဲ့ဟာငါမယူဘူးဆိုတဲ့အတိုင်းမယူနိုင်အောင်ကြိုးစားပြီးတော့ကောင်းတာလေးရအောင်မလုပ်ရဘူးလားကောင်းတာလေးရအောင်လုပ်နိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေကဲမေတ္တာသုံးလားမေတ္တာလေးနဲ့တရားဝေလေးသိကြရအောင်လုံးစုံများစွာတတ္တဝါစိတ်မြဲပါစေဥပယံပေအင်းစင်ဝေနေကြပါစေကြောက်တတ်မကြောက်တတ်အယံများစွာတတ္တဝါသန္တာကိုစိတ်မြဲပါစေဥပယံပေအင်းစင်ဝေနေကြပါစေမမြင်အပ်အယံများစွာတတ္တဝါသန္တာကိုစိတ်မြဲပါစေဥပယံပေကိစင်ဝေနေကြပါစေဝေနေနီနေတထွေများစွာတတ္တဝါသန္တာကိုစိတ်မြဲပါစေဥပယံပေကိစင်ဝေကြပါစေကြောက်တတ်မကြောက်တတ်ဘဝဆက်ဆုံးများစွာတတ္တဝါသန္တာကိုစိတ်မြဲပါစေဥပယံပေကင်းစင်ဝေနေကြပါစေ
ရခန္ဓာတတဝါသံဃာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေးနေကြပါစေရှိနေအလ္လာဟ်သောရခန္ဓာတတဝါသံဃာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေးနေကြပါစေရှိကြုံအလ္လာဟ်သောရခန္ဓာတတဝါသံဃာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေးနေကြပါစေလူအချင်းချင်းပါတယ်ယေရှုကြပါစေအချင်းချင်းအချင်းချင်းကြပါစေရှင်ရဲ့လူချင်းဒီတိတော်မေအယံတော်ဓမ္မောတိတိနာတေတိတော်မယံဓမ္မောဘုဒ္ဓိနာဟိသဘာတိတောတေနာသဗ္ဗေတုကာယံဒုသနာအိတ္တကမေကိနောဘုဒ္ဓိနာအရဟံတသုတယံမူကံသူ၌မမြင်ဘောဓမဘုရားရှင်သည်အဟိသဘာတိတောတံဃရိုင်းဘယပြတ်ပြတ်တာတာတိကယဆိုရဟောကြားအပ်သောအယံဓမ္မောအကောသာဘာရဒွါသသုတ်တံကိုမိညာ၍ငါမယူဟုဆိုတဲ့ဤတရားဓမ္မစေတနာတော်မြတ်ကိုမယာကျွန်ုပ်ဒီဒေတိတော်တို့တက္ကမတွေသိစီမှတ်ကြည်ချမ်းကျိုးအာရုံနိုင်ပါစေဆိုတဲ့အနေဖြင့်မေတ္တာဘာကကောင်းစွာမတွေဟောကြားတော်မူအပ်ပါ၏ဒေနာတို့စီဘူဓမ္မဒါနဓမ္မသဝနာဘဝနာမယပုံညာကုရဲ့ကုသိုလ်သူကြောင့်သဗ္ဗေလူယယနာပြာပြပြမမကျင်ကပိဩသောနောသောတတ္တဝါတို့သည်သနာဣဒသမင်ကိနောကောင်းကျိုးချမ်းသာပြာပြမိမိတို့လိုလားကောင်းတာတော့ကောင်းကျိုးချမ်းသာပြာပြလို့ပြည်စုံကြကုန်ပြီဖြစ်၍ဟုတ်တဟံသူယင်းဒီကသာနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ကျမ်းကျမ်းမာမာချမ်းသာသာသာရှိတော်မူကြပါစေကုန်သတည်းဆရာတော်ဘုရားထံမှာတရားရည်အေးတိုက်ကြွေးပြီးဒီနောက်ဆရာတော်ဘုရားထံတို့ဓမ္မပူဇာလူပဲဝတ္ထုများစက္ကန့်ခေပြုတော်မူပါရဲ့နှင့်အလူရှင်များ၏စေတနာသုံးတန်ပြစ်သားစွာဖြင့်လူလဲကြသည့်ဒါနကိုကြီးမြောက်သောအားဖြင့်အလူတော်ဝတ္ထုများကိုလက်ခံရတော်မူပါရဲ့တပည့်တော်ရိုသေစွာဆောက်ထားအပ်ပါ၏ဆရာတော်အရှင်မြတ်ဘုရားတို့ပြပါ၍ကမရတဲ့ကတည်းကမှအလူငွေလက်ခံပေးပါရဲ့ဖိမှန်တကပြုအပ်ပါလိမ့်ရှင်ဆက်လက်၍ဓမ္မပူဇာတဦးစည်းလူရှင်များဖြစ်ကြသောကိုတန်းစောမတ်တန်ဦးဝင်းလေးအထိမ်းမဲ့ဓမ္မပူဇာအလူငွေချက်ငါးကိန်းတတိအားလူလန်းပေးပါရဲ့ဖိတ်ကြားအပ်ပါလိမ့်ရှင်ဥမရှင်ဒေါ်တင်စိတ်အားရည်စု၍ကျန်ရည်လူမိသားစုဓမ္မပူဇာလူငွေချက်တသိန်းတသောင်းတတိအားလူလန်းပေးပါရဲ့ဖိတ်ကြားအပ်ပါလိမ့်ရှင်ဥမောင်ဒေါ်တန်းကြီးမိသားစုမှာဓမ္မပူဇာလူငွေချက်တသိန်းတတိအားလူလန်းပေးပါရဲ့ဖိတ်ကြားအပ်ပါလိမ့်ရှင်ဆက်လက်၍ဦးခွေဒေါ်အေးမိသားစုမှာအလူတော်ငွေချက်တသိန်းတတိအားလူရန်ပေးပါရန်ဖိတ်ကြားအပ်ပါလိမ့်ရှင်ဆက်လက်၍ဦးတင်ညို့ဒေါ်နင်းဆောင်မိသားစုမှာဓမ္မပူဇာလူငွေချက်တသိန်းတတိအားလူရန်ပေးပါရန်ဖိတ်ကြားအပ်ပါလိမ့်ရှင်ဆက်လက်၍ဦးဆက်တဲ့ဒေါ်အေးမိသားစု
ရန်ဖိတ်ကြားအပ်ပါသည်ရှင်ဆက်လက်၍ကိုစိုးမင်းမင်းမောင်မောင်ဖွေးမိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဆက်လက်၍ဦးထိုးမြင့်ဒေါ်တတန်းဖေကိုတန်းစင်ထွေမတ်တီတီတာဖုံးရဲတဲ့စင်မိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဆက်လက်၍ဦးထိုးအောင်ဒေါ်စစန်းချစ်တမီမတစင်အောင်မိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဆက်လက်၍ဦးဆရာမင်းဒေါ်မိငယ်မိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဆက်လက်၍ဦးတန်းအောင်ဒေါ်မြင့်ကြီးမိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ကိုရင်လေးဆိုမန္ဒီခိုင်မိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးစိုးမိုင်ဒေါ်သွဲဆိုမိသားစုမှဓမ္မပူဇာလူဝေးချက်နှစ်သိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ကိုတိဆန်မတသိပ်အောင်တမီမအင်ဂျင်မေမမုဒိတာခင်တာခဲရင်ပြမိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးအောင်ခင်ဒေါ်ခင်မောင်မိသားစုမှဓမ္မပူဇာလူဝေးချက်3000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးမြင့်ဆွေဒေါ်တတန်းမောင်မိသားစုမှဓမ္မပူဇာလူဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးဝင်းအောင်ဒေါ်ရင်သိန်းမိသားစုမှဓမ္မပူဇာလူဝေးချက်9000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ကိုအောင်မျိုးလက်ဖတ်စီဝေဦးမိသားစုမှဓမ္မပူဇာလူဝေးချက်9000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးတတာဒေါ်မီမိသားစုမှဓမ္မပူဇာလူဝေးချက်9000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဒေါ်ခင်ဝေမိသားစုမှဓမ္မပူဇာလူဝေးချက်9000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ကိုမိုးစက်နိုင်မအီအီနိုင်တမီမဆွေတနာမိုးစက်မိသားစုမှဓမ္မပူဇာလူဝေးချက်နှစ်သိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်အချို့ရင်လူရှင်များအနေနဲ့တသိန်းချက်ကိုလည်းလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးခိုင်ဖေဒေါ်စိုးမိသားစုလူတော်ဓမ္မပူဇာလူတော်ဝေးချက်တသိန်းတိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဦးခင်ဦးဒေါ်ဆန်းမြင့်တာသိန်းစောသူမိသားစုမှဓမ္မပူဇာလူဝေးချက်9000တိတိအားလူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဒီနေ့ညအများတကာစုပေါင်းလူဝေးတာဖြင့်ဝေးချက်73သိန်း2500ကျပ်တိတိအားဆရာတော်ထံသို့စက္ကန့်လူတန်းပေးပါရန်အများတကာပူဇာဦးစိုးခိုင်မှစက္ကန့်လူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ဒီနေ့ညဦးချင်းလူရှင်များနဲ့29သိန်း9000ကျပ်တိတိနဲ့အများတကာစုစုပေါင်းလူဝေးချက်73သိန်း2500တိတိစုစုပေါင်း43သိန်း1500ကျပ်အားဆရာတော်ထံသို့စက္ကန့်လူတန်းပေးပါရန်စက္ကန့်လူတန်းပေးပါရန်ဖိတ်ကြားအပ်ပါသည်ရှင်ပြီးပါပြီမတကောင်ပေးနေတယ်ကောင် ခန္ဓာစီစဉ်ရဒီနေ့ညစုပေါင်းရပြုလုပ်ကြတော့ကုသိုလ်ကောင်းမှုစုစုတို့ကိုရေစက်သူချအမြောက်ပေးဝင်ပြီးစီစဉ်ရကြီးမြင့်ပေးပါရန်တပည့်တော်ရိုသေစွာရှောက်ထားအပ်ပါသည်ဆရာတော်ရှင်မြတ်ဗျာစောစောကတော့လူတန်းနဲ့နဝကမ္မဦးဝိနည်းတော်နဲ့အဆက်အောင်ကဲကာယပြီးတော့အလုံးလိုက်ဆုံးကြိုင်လိုက်အရှင်ဘုရားတတိတော်တို့သည်အရှင်ဘုရားဤသုံးသင်္ကန်း
ကြောင်းစီပစ္စည်းလေးပါအတွက်ဒီနဝကမ္မတုကိုဒုက္ခပါတိအရှင်ဘုရားသည်ကပ္ပယကာရကနှိုးဆို၍လူခံတော်မူပါဗျာလူရှိသည့်အခါကပ္ပယကာရကထံတောင်းခံ၍ဂုဏ်ပြုတော်မူပါဗျာစောစောရရတဲ့ကိုကျွန်းကိုထဲကဒီတရားဝဲတော့မတင်ရဖြစ်ပေါ်ရင်စေတဲ့ညံ့တယ်ねအလောတာဒုခေါ်ပါစေတဲ့ညံ့ပြီလေနော်ကဲဒီစချာမင်းလိုက်ဆိုအရှင်ဘုရားတတိတော်တို့ဒီကံပေါ်၎င်းကာမကျိုးပေါ်၎င်းယောဂီတော်ဟာဒီသမုဒ္ဒသုံးပါးနဲ့နာဘာတော်တရားတော်မြတ်တို့ကိုကောင်းစွာခံယူစောင့်ကြည့်ပြီးမြတ်စွာဘုရားသည်တပိသာသံဃာတော်အားတပိတော်တို့ဆွမ်းအားရှိသည်ကျင့်ကြရပါကုန်၏အရှင်ဘုရားဘောဂတော်သာရှင်ဘုရားဤဘောဘောညုံပြဆုံးမအပ်တော်ဘုရားဒီနာတော်ကိုလည်းတပိတော်တို့လူသည်စွာနာကြပါကုန်၏အရှင်ဘုရားဘုရားယခုတပိတော်တို့ပြုလို့ရတော့တောင်းမှုကုသိုလ်ဘုရားကကိုသုံးဖို့တဖို့ကျေတော်ဘုံတော်လူကြီးရဒုက္ခိတဒုက္ခိတအတောအပေါင်းတို့အားဘာပြေပါ၏ဘာပြေပါ၏ဘာပြေပါ၏အထူးဖြစ်ကိုယ်ဆောင်နဲ့အနာယုံဆောင်နဲ့သာဝန်ဆောင်နဲ့လူရဆောင်နဲ့တော်ဆောင်နဲ့ပါဆောင်နဲ့အတ္တဆိုဘောမဆိုဒုက္ခဆိုနဲ့အလုံးစုံသောဘတ်တော်အပေါင်းတို့အားအမြတ်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 ပြုပါ၏အလုံးစုံသောဘတ်တော်တို့သည်ဘောမြတ်ဝါသာကာယုဘောဓနာသောစနကြတိဖြင့်ပြုဖို့ကောင်းမှုပြီးဘုရားကကိုတပိတော်တို့နှင့်ဖတ်တိသံမြတ်ရရှိရန်ဝမ်းမြောက်မှုမောအာဟုခေါ်တော်မူကြပါအရှင်ဘုရားယနေ့ယခုပြုလို့ရသောကုသိုလ်ကောင်းမှုဘုရားကကိုအာလုံးသောဘုရားတို့သည်ဝမ်းမြောက်မှုမောအာဟုခေါ်၍တပိတော်တို့နှင့်ဖတ်တိသံမြတ်ရရှိသံသာနိုင်ကြပါစေပါဘုရားအာလုံးကြာကြာအမြတ်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 လောကြပါဘောနာသာသာသာအာလုံးကြာကြာအမြတ်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 လောကြပါဘောနာသာသာသာအာလုံးကြာကြာအမြတ်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 လောကြပါဘောနာသာသာအလုံးတော်သူတော်စင်ပါကိုယ်စိတ်နဲ့ကြမ်းမှချမ်းသာပြီးမိမိတို့လူလာကောင်းတဲ့မိညာပုံညာနိဗ္ဗာန်ရအောင်ကိုယ်တိုင်ကြည်ကြည်နေတဲ့သူတော်ကောင်းများပြုကြပါစေ စီစဉ်ရဗုဒ္ဓသာသနာစီရင်တဲ့သူသုံးငယ်လို့ဆို၍ဓမ္မပူဇာတပင်ကိုရုပ်သိမ်းပေးကြပါရန်မေတ္တာရက်ခံအပ်ပါရှင် ဗုဒ္ဓဘာသာနာစီရန်တေတော်သူဗုဒ္ဓဘာသာနာစီရန်တေတော်သူဗုဒ္ဓဘာသာနာစီရန်တေတော်သူအာငါလည်းကြည့်လို့ရအောင်ဟုတ်လား မလာရ
ဆရာ